โอเคပါအဲ့တော့တို့round 1ကအရင်မိတ်ဆက်ပေးပါဦး round 1ကဘယ်လိုပါလဲပေါ့နော် room 1က room တော့မသိလိုက်ဘူးဆရာဟာโอเคအဲ့တော့ဆရာခဏလေးနော် round 1က一封就让你那个。โอเคအဲ့တော့တို့ဟိုလေးပေါ့မှာနော်မိမိတို့ရဲ့ room ပေါ့နော်တယောက်နဲ့တယောက်က room ကမတည်ဘူးဆိုတော့ကိုဘာလို့ပြောပေးမလဲဆရာဘက်ကလည်းပျောက်သွားကိုစားပြုဆရာပြီးကျွန်တော်ပြောလိုက်ပါကျွန်တော်မိတ်ဆက်ပေးလိုက်ပါဆရာဟုတ်ကဲ့ပါကိုကျော်စင်ထိုက်မင်္ဂလာပါဟုတ်မိတ်ဆက်ပေးပါဦးမင်္ဂလာပါဆရာကျွန်တော်ကတော့ကျော်စံထိုက်ဖြစ်ပါတယ်ကျော်ဘရောင်းမှာအလုံးလုံးနေပါတယ်ခင်ဗျာကျွန်တော်တို့အဖွဲ့ပါဆိုရင်တော့နေပြည်တော်ကမန္တီလာဝန်မချောစုနဲ့ဦးစင်းချစ်ခံလာဦးစင်းတို့ပါပါတယ်ဖေ။မပါပါတယ်ခင်ဗျာကျွန်တော်တို့ဆွေးနွေးခဲ့တာကတော့မပြောရမယ်ဆိုရင်ဟိုပေါ့နော်အချိန်ကာလအရာလိုအပ်ဖြစ်တဲ့ခေါင်းဆောင်မှုပညာကိုစိတ်ဝင်စားလို့လိုစိတ်ဝင်စားလို့သင်ကြားခြင်းလို့အတွက်ခေါင်းဆောင်မှုပညာကိုသင်ယူကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ပါARDကမန်တော်စတာပါပါသေးတယ်ခင်ဗျဘုသူတ္တတွေရပြီးတော့ leadership နဲ့ပတ်သက်ပြီးတော့ဘုသူတ္တရဖို့အသုံးချပညာတွေလည်းအသုံးချဖို့အတွက်ကိုဖြစ်ပါတယ်ခင်ဗျာဦးစဲကတော့ချူလာလာကွန်းတက်သူကဒေါက်တာစာရေးဆရာလည်းဖြစ်တယ်ခေါင်းဆောင်မှုပညာတွေကိုမတူညီတဲ့ရှုထောင့်အမျိုးမျိုးမတူညီတဲ့ဆရာတွေနဲ့သင်ကြားမှုကိုလေ့လာသင်ယူခြင်းတဲ့အတွက်ဦးစဲကတော့အဲ့လိုပြောပါတယ်ခင်ဗျာကြံတဲ့ဟာတွေကိုလည်းနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ပတ်ဝန်းကျင်ရဲ့ဖြစ်ပေါ်နေတဲ့တိုးတက်မှုအခြေအနေစိုးရုံနေတဲ့အခြေအနေခစ်စနစ်ရဲ့လိုအပ်ချက်တွေအရမဖြစ်မနေသင်ယူရမယ်လေ့လာရမယ်ဖြစ်တယ်လို့လည်းဆွေးနွေးသွားကြပါတယ်ခင်ဗျာအဖွဲ့အစည်းတွေမှာဖြစ်ဖြစ်မိမိကိုယ်ကိုပဲဖြစ်ဖြစ်လက်တွေ့အသုံးချနိုင်ဖို့တိုးတက်ဖွံ့ဖြိုးဖို့အတွက်ကိုဒီခေါင်းဆောင်မှုပညာကိုသင်ယူလို့ရတာဖြစ်ပါတယ်ခင်ဗျာဦးစင်းရဲ့အထူးပြောကြားချင်တာကတော့ဦးစင်းကပြောသွားတာကတော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒီမားဒီအခုအချိန်ထိမှာအတန်းပညာမှာတော့၎င်းပတ်ဝန်းကျင်မှာတော့၎င်းအသက်အရွယ်အလိုက်တော့၎င်းခေါင်းဆောင်မှုပညာကိုကျွန်တော်တို့ကောင်းမွန်သင်ကြားမှုလေ့လာမှုတွေအားနည်းနေတာကိုလည်းတွေ့ရှိကြပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကခုမှနောက်ဆုံးပဲခေါင်းဆောင်မှုပညာမဖြစ်မနေသင်ရမယ်ဆိုတာသိလာတဲ့အတွက်ကိုသင်ယူလေ့လာကြရလည်းဖြစ်ပါတယ်ခေါင်းဆောင်မှုပညာကိုသင်ယူမှလည်းမိမိပတ်ဝန်းကျင်မိမိအဖွဲ့အစည်းတိုင်းပြည်အတွက်အကျိုးပြုမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့သင်ကြားလေ့လာနေတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာโอเคကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကိုကျော်စင်တိုက်တို့run အတွက်ပေါ့နော်တို့အသေးလေးတွေပြပေးပါအောင်နော်အသေးလေးတွေနဲ့အားပေးကြပါဟုတ်ကဲ့ပါဟုတ်ပြီအဲ့တော့တို့ဒီမှာဆရာ written လေးခေါ်လိုက်မှာပေါ့နော်အမတ်နုနုခင်မင်္ဂလာပါအမတ်နုနုခင်တို့group ကပေါ့နော်တို့မိတ်ဆက်ပေးပါအောင်ဘယ်လိုမိတ်ဆက်ပေးမလဲမသိဘူးဟုတ်group မှာပါဝင်တဲ့တခြားနေပေါ့နော်member အဖွဲ့တွေလည်းအမပဲမိတ်ဆက်ပေးလိုက်တော့မယ်နော်ဟုတ်အကောသဘောတူလားမသိဘူးကျန်တဲ့9ယောက်ပေါ့အဲ့ဆိုအမပဲဟုတ်ကဲ့ပါဆရာကျမပဲမိတ်ဆက်ပေးလိုက်ပါကျမတို့ group မှာတော့ဆရာတော့ချပေးထားတာ group 6ယောက်ပေါ့ဒါပေမဲ့တချို့member တွေကတော့တချို့အမတို့4ယောက်ပဲဆရာရဲ့မိတ်ဆက်ပြစ်လိုက်တယ်ကျန်တဲ့သူတွေကတော့ line ကြသွားလို့ပေါ့အဲ့ဒါကတော့ကိုကျော်နိုင်ဝင်းကရှမ်းပြည်နယ်မြောက်ပိုင်းကကိုကျော်နိုင်ဝင်းရဲ့နောက်တော့ရန်ကုန်အလုံးကနေပြီးတော့လေဝင်းရွှေတည်ရဲ့နောက်တော့ရန်ကုန်တောင်တကုံကအိတ်တင်မွေးရဲ့နောက်ကမန္တလေးကကျမရဲ့ပါဆရာကျမတော့ရန်ကုန်အင်းစိန်ရပါရန်ကုန်တိုင်းအင်းစိန်ရပါပေါ့
အဲ့တော့ဒီအပွဲမှာတော့ဒီဘလူးလေးကို join ရတဲ့ရည်ရွယ်ချက်ကတော့ဘောအတူချုပ်ပြီးတော့ပဲဆရာပြောပြတော့ခေါင်းဆောင်တဦးမှာစီးတင်ချိတိုက်တဲ့ဘလို့စိတ်နေစိတ်ထားတွေခေါင်းဆောင်တဦးဆိုတာအဓိကတော့စိတ်ကအရေးကြီးတယ်ပေါ့နော်အဲ့တော့ခေါင်းဆောင်တဦးမှာထားမယ်စိတ်နေစိတ်ထားတွေဘလို့စိတ်နေစိတ်ထားမျိုးထားရမလဲဘလို့ဆောင်ရွက်နောက်တစ်ခုကပြဿနာအခက်အခဲတွေကြုံတွေ့လာရင်ခေါင်းဆောင်တွေကဘလို့ရင်ဆိုင်ဖြေရှင်းမလဲအဲ့တော့ဒီကိုယ့်ရဲ့စိတ်စွမ်းရည်တွေပေါ့နော်တိုးတက်စေဖို့အတွက်အဲ့ဒါတွေကိုရည်ရွယ်ပြီးတော့ပေါ့နော်သိကျင်လို့ဒီတင်တဲ့ကိုတက်ရတဲ့ရည်ရွယ်ချက်ပါပဲဆရာဟုတ်group member တွေကတော့အများကြီးပြောတယ်ပေါ့ဆရာကျမကတော့နည်းနည်းအတူချုပ်ပြီးတော့ပေါ့နော်အခြေုံနဲ့ငဲ့ညာပြီးတော့အတူချုပ်ပြီးတော့ပဲပြောပေးတာပါဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အသေးဆိုင်လေးတွေပြပြီးတော့အားပေးရနော်ဟုတ်ပြီအဲ့တော့ဆရာဒီမှာတော့ return ခေါ်လိုက်မယ်ပေါ့နော်โอเคဒီနေ့ကလူများတဲ့ခါကျအယောက်40ကျော်အခုမှနောက်မှထပ် join ရဲ့လူတွေပါโอเคပါအဲ့တော့ဆိုတော့เนาะအဓိကရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့ဒါတယောက်နဲ့တယောက်ပေါ့နော်ဆိုတော့ခေါင်းဆောင်တစ်ခုမှခေါင်းဆောင်တစ်ယောက်မှာအရေးကြီးဆုံးကကိုယ့်ရဲ့ team member တွေ follower တွေအကြောင်းကိုဆိုတော့သိနေရမှာပေါ့နော်ဥမာဘာတွေလဲဆိုရင်သူတို့ရဲ့နာမည်တွေသူတို့ရဲ့ရည်မှန်းချက်တွေပေါ့နော်သူတို့ရဲ့စိတ်နေစိတ်ထားတွေနောက်တစ်ခုကကျတော့သူတို့ရဲ့အားသာချက်အားနည်းချက်တွေဒါတွေအားလုံးကိုဆရာတို့ခေါင်းဆောင်လုပ်တဲ့လူကသိနေဖို့လိုအပ်ပါဘာကြောင့်လဲဆရာရဲ့လို့မေးခွန်းထုတ်ဆရာရှိပါဘာကြောင့်လဲဆိုတော့သူတို့ရဲ့အားသာချက်တွေသူတို့ရဲ့အားနည်းချက်တနည်းအားဖြင့်လိုအပ်ချက်တွေကိုဆရာတို့ကသိနေတာဖြစ်တဲ့အတွက်ဆရာတို့လုပ်ငန်းခွင်မှာပို့ပြီးတော့ပေါ့နော်ထိထိရောက်ရောက်နဲ့ကိုယ့်ရဲ့ team member တွေ follower တွေကိုဆရာတို့ကဒါဥဆောင်ဥရွက်ရှေ့ကနေလို့ဆောင်ရွက်လို့ရတယ်နော်ဒါကြောင့်မို့လို့ဆရာတို့တွေကကိုယ့်ရဲ့ team member တွေအကြောင်းကိုနံပါတ်1သိနေရမှာဟုတ်ပြီနော်โอเคအဲ့လိုသိလာပြီဆိုလို့ရှိရင်ဆရာရဲ့သိနေုံနဲ့ရမလားမရသေးဘူးအဲ့တော့ဘာလို့ရအောင်လဲဆိုတော့နံပါတ်2ကသူတို့နဲ့ကိုက်ညီမှုရှိတဲ့အရာကိုဆရာတို့ကဖန်တီးပေးဖို့လိုတယ်ဥပမာဆိုပါစို့ထားပါတော့နော်ဆရာကစာတင်လို့ရှိရင်နာမည်လေးခေါ်ပြီးတော့တင်တာဖြစ်တဲ့အတွက်နော်နာမည်လေးတွေဖြစ်နိုင်တော့ချိန်ထားရင်ပိုကောင်းတာပေါ့နော်ဆရာကတော့တွေ့တဲ့လူအရင်ခေါ်မှာပေါ့နော်โอเคပါအမတ်ဝေးရွှေစင်ပေါ့ထားပါအမတ်ဝေးရွှေစင်ကဆက်ရဲ့တီးထဲမှာပါတယ်ဆိုပါစို့သူ့ရဲ့အာသာချက်ကဘာရှိလဲဆိုတော့ तू ကလေ့လာမှုအရန်ကောင်းတယ်ပေါ့နော်အလုပ်လုပ်လို့ရှိရင်အလုပ်ဘယ်ဟာပဲဖြစ်ဖြစ် तू ကတင်ယူရတာစိတ်ဝင်စားတယ်လေ့လာရတာစိတ်ဝင်စားတယ်စူးစမ်းရတာစိတ်ဝင်စားဒီလိုလူမျိုးဆိုရင်ဆရာကဘယ်နေရာမှာခန့်မလဲဆိုတော့ marketing ဌာနမှာဆရာခန့်ထားခြင်းတယ်ဘာကြောင့်မို့လဲဆိုတော့ဆရာတို့ရဲ့ marketing မှာကျတော့စီးပွားရေးမှာပေါ့နော် marketing ဌာနက creative thinking skill ကိုအဓိကဆောင်ရွက်ရတယ်ပေါ့အတစ်တွေကိုဆရာတို့စဉ်းစားရတယ်လှုပ်ဆောင်မှုအတစ်တွေကိုဆရာတို့ကဗာလဲအမြဲတစေဆောင်ရွက်ရတယ်ဒါကြောင့်မို့ဒီလိုနေရာဌာနတွေမှာဆိုရင်နော်ဆရာတို့ကမှတ်ဝဲဆွေစဉ်ကိုဆရာတို့ကခန့်ကျင်တာပေါ့ဟုတ်ပြီမက်ဆန္ဒထုံးကကျတော့ तू ကအဲ့လိုမဟုတ် तू ကဘာလို့လဲဆိုတော့ तू ကဒီလူကြီးတယောက်လို့ပေါ့နော်ရှေ့ကနေလို့အရာရာကိုဥဆောင်ခြင်းနဲ့နောက်တစ်ခုကဝန်ထမ်းချင်းပြဿနာဖြစ်ခဲ့ရင်တော့မှသူကနေလို့ခေါင်းခံပြီးတော့အနစ်နာခံတယ်ဒီလိုစိတ်ရှိတယ်ဆိုပါစို့နော်ဒါကကျတော့ဆရာခေါင်းဆောင်တယောက်အနေနဲ့တည်ထားတာဟုတ်တည်ထားတဲ့အခါကျတော့မက်ဆန္ဒဆုံးကိုဆရာကဘယ်နေရာမှာခန့်ကျင်လဲဆိုတော့ဆရာတို့ရဲ့ဒီလုပ်ငန်းခွင်မှာ team leader တော့၎င်း supervisor တော့၎င်းဒါမှမဟုတ်ရှင်သူ့ permission တစ်ခုခုပေးပြီးတော့ပေါ့နော် leader တယောက်ဒါမှမဟုတ် position မဟုတ်ဘဲနဲ့တောင်မှသူ့ကို permission ပေးပြီးတော့ဆရာကဥဆောင်ဥရွက်ခိုင်းစေချင်တာမျိုးဒါမျိုးတွေဆရာတို့ကတာဝန်ပေးရမှာဖြစ်ပါပြောချင်တာကဆရာတို့နံပါတ်1ကိုယ့်ရဲ့ team member တွေ follower တွေရဲ့အကျင့်စရိုက်တွေသူတို့ရဲ့အားသာချက်အားနည်းချက်တွေဒါတွေကိုဆရာတို့သိအဲ့ဒါတွေသိပြီးလို့ရှိရင်ဘာလုပ်မလဲသူ့ရဲ့နေရာဒေသအလိုက်ဆရာတို့ကစီမံခန့်ခွဲရမှာဖြစ်ပါဒါတွေဟာဘာလဲဆိုတော့ဆရာတို့ခေါင်းဆောင်လုံးမဲ့လူတယောက်အနေနဲ့တည်ထားရမယ်အကြောင်းရင်းဖြစ်ပါဟုတ်ပြီနော်โอเคအဲ့တော့ကျွန်တော်တို့လူတော်များများကဘာပြောကြလဲဆိုလို့ရှိရင်တဲ့ဆရာတို့ဒီခေါင်းဆောင်ဆိုတာဘယ်သူတွေကိုခေါ်တယ်နော်ဒီလိုမေးတဲ့အခါမှာ99%ကဘယ်လိုဖြေလဲဆိုတော့အဖွဲ့အစည်းတစ်ခုကိုဥဆောင်တဲ့လူတွေနော်ဒါမှမဟုတ်ရှင်ဆရာတို့ဒီ possession ရဟိုမှာမိသားစုမှာဆိုလို့ရှိရင်လည်းအရင်မွေးလို့เนาะအကြီးတွေကပါလဲခေါင်းဆောင်တွေဒီလိုမျိုးပေါ့နော်ဒါကြောင့်ပါခေါ်လဲဆို possession ရเนาะအဲ့တော့ခေါင်းဆောင်တယောက်ကဘယ်လိုလဲလို့မေးလို့ရှိရင်ပါလဲအဖွဲ့အစည်းတစ်ခုခုကိုဥဆောင်တဲ့လူတွေလို့ဖြေကြတာများတယ်ပေါ့နော်နောက်တစ်ခုကကျတော့လုပ်ငန်းခွင်မှာနေရာဒေသအလိုက်ဒါကြီးတဲ့လူတွေကိုဆရာတို့ကဘာလို့လဲယာတို့ကြီးတဲ့လူတွေကိုခေါင်းဆောင်လို့ဆရာတို့များတော့အပြင်ထင်ကြတယ်ဟုတ်တယ်မလားအဲ့ဒါမဟုတ်ဘူးတကယ်တမ်းကကျတော့ဘာလဲဆိုတော့လူတိုင်းဟာခေါင်းဆောင်တွေဖြစ်ပါတယ်မှတ်ထားနော်လူတိုင်းဟာပါလေခေါင်းဆောင်တွေဖြစ်ပါနောက်တစ်ခုကဘာကပ်ပါလာလဲဆိုတော့ခေါင်းဆောင်မှုအရေးချင်းနဲ့တွဲပြီးတော့ဆိုတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်ဥပမာဆိုပါစို့နော်ဆရာကမေးလိုက်လို့ရှိရင်ကဲခေါင်းဆောင်ဆိုတာဘာဒီနဲ့ပြည့်ရမလဲလို့
မေးလိုက်လို့ရှိရင်ဒီမှာထွက်လာမှာပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဟုတ်တယ်ခေါင်းဆောင်ဒီမှာဘာလို့ရမလဲတာဝန်ယူမှုတာဝန်ခံမှုရှိရ0 level ရှေ့ပိုင်းမှာတွေ့ခဲ့ရတဲ့ခေါင်းဆောင်တွေအများကြီးပဲဘယ်လိုတွေတွေ့ခဲ့ရလဲဆိုတော့ခေါင်းဆောင်တဲ့လူတွေတွေ့ရတာများတယ်လုပ်ငန်းခွင်ရပါလဲဒါတွေ့နေကြလူတွေပေါ့နော်အဲ့လိုလူတွေကဘယ်လိုလူမျိုးတွေလဲလို့ပြောရင် position leadership လို့ခေါ်တယ် position အရာတာသူတို့တွေကခေါင်းဆောင်ဖြစ်နေတာတကယ်တမ်းတော့သူတို့ရှိမှာခေါင်းဆောင်စိတ်ခေါင်းဆောင်တဲ့အရည်ချင်းမရှိဘူးဒါပွင့်လင်းဆုံးပြောပြခေါင်းဆောင်မှုပညာကိုဆရာတို့လေ့လာတော့မယ်ဆိုရင်အားနာလို့မရနော်အားနာလို့မရဘူးဘာဖြစ်လို့လဲဆိုအရှိကမားနေတဲ့အရာတွေကိုကျွန်တော်တို့ကပြန်ပြင်ရမယ်အဲ့ဒီအမားတွေကိုဘာလို့လဲပြင်ရမယ်ကျွန်တော်တို့ဟုတ်ကဲ့နော်ဒါကြောင့်မလို့ဆရာတို့မှတ်သားထားမှာကလူတိုင်းဟာခေါင်းဆောင်တွေဖြစ်ပါတယ်နော်လူတိုင်းဟာခေါင်းဆောင်တွေဖြစ်ပါတယ်ဒါပေမဲ့ခေါင်းဆောင်နိုင်တဲ့အရည်ချင်းဖြစ်အောင်ဆရာတို့ကဗာလဲဖြည့်တင်းရမှာဖြစ်ပါရမယ်နော်โอเคအဲ့တော့ဆိုလို့ရှိရင်ဆရာတို့ခေါင်းဆောင်မှုအရည်ချင်းကိုမဖြည့်တင်းခင်မှာလူတိုင်းအတွက်ပေါ့နော်ဘယ်နေရာမှာမဆိုဆရာတို့တုံးဆွဲလို့ရတဲ့အကြောင်းအရာတွေကိုဆရာအရင်ဆုံးဒါဆောင်ရွက်ပေးမှာဖြစ်ပါအဲ့ဒါဘာလဲဆိုတော့အရင်ဆုံးဆရာတို့ရဲ့ mindset ကိုပြင်မှာဖြစ်ပါတယ်ဒီနေ့ဟာဆရာတို့ခေါင်းဆောင်တွေနော် great leader တွေဖြစ်ဖို့ရန်အတွက်လာပြီးတော့တက်ရောက်ကြတာဖြစ်တဲ့အတွက်အရင်တုန်းကပုံစံနဲ့ကျွန်တော်တို့နေထိုင်လို့မရတော့ပါဘူးဒီနေ့ကစပြီးတော့ကိုယ့်ရဲ့အပြုအမူတွေကိုယ့်ရဲ့အနေထိုင်တွေကိုယ့်ရဲ့အပြောအဆိုတွေကိုယ့်ရဲ့ဝတ်ပုံစားပုံတွေပေါ့နော်ဒါတွေအားလုံးကိုဆရာတို့ကဘာလို့ဖို့လို့လဲ change ညောင်းလဲရမှာဖြစ်ပါအဲ့တော့ဘာဖြစ်လို့လဲဆိုတော့နော်ဆရာတို့အောင်မြင်ခြင်းဘာလို့ရလဲဆိုရင် change လို့ရပြောင်းလဲရအဲ့တော့ကျွန်တော်တို့အများတန်းပြောနေတဲ့စကားလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘဝဆိုတာဘာလဲနော်ဒီစကားလေးပြောမှာဖြစ်ပါဘဝဆိုတာကားတယ်ဆိုတော့ B နဲ့ D ကြားမှာရှိ B ဆိုတာဘာလဲဆိုတော့ batch လို့ခေါ်တယ်ဆိုတော့မွေးဖွားခြင်းပေါ့ D ဆိုတာဘာလဲဆိုရင် die တည်ဆုံးခြင်းစတို့ရဲ့နော်ဘဝတွေကမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းနဲ့ရှိမှကြားမှာရှိတဲ့ဂျားကာလကိုဘာခေါ်လဲဆိုတော့ဘဝလို့ခေါ်တယ် B နဲ့ D ကြားမှာဘာအခရာလေးရှိတယ် C ဆိုတဲ့အခရာမရှိဘူးလားရှိတယ်အဲ့တော့ကျွန်တော်တို့ B နဲ့ D ကြားမှာ C ဆိုတဲ့အခရာအဲ့ဒီ C ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝတွေကို challenge လို့ခေါ်တဲ့စိန်ခေါ်မှုတွေနဲ့ကျွန်တော်တို့ကရင်ဆိုင်ရမှာဖြစ်ပါဘာလို့ရမလဲစိန်ခေါ်မှုတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ်အဲ့ဒီ challenge တွေကိုကျွန်တော်တို့ကောင်းကောင်းမွန်မွန်နဲ့ဖြတ်ကျော်နိုင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝဟာနော်ရှေ့ကိုပို့ပြီးတော့တိုးတက်တဲ့ဘဝကိုကျွန်တော်တို့ရောက်ရှိမှာဖြစ်ပါဒါကြောင့်မို့လို့ကျွန်တော်တို့ change အဲ့ဒီ challenge လောက်ရအောင်နော် challenge နေတဲ့အတွက်ရင်ကျွန်တော်တို့ရေးကြီးရင်ဆိုင်တတ်ဖို့လိုပါအခုလိုကာလဆိုလို့ရှိရင်အားလုံးမှာဘာဖြစ်လဲအပူတွေမရှိဘူးလားရှိတာပေါ့ပုံစင်းတုံးတွေအားတက်နော်အခုဆိုလို့ရှိရင်ဒါ line တွေလည်းကြာဒါပေမဲ့ဆရာမျှော်မှန်းထားတာပေါ့နော်တခုတော့ရှိတယ်ဒီနေ့တော့ငါ line ကြာတော့အတွက်ငါအများဆုံးမျှော်မှန်းအယောက်20ပေါ့နော်အယောက်20လောက်တော့ join ရမယ်ပေါ့ဒါပေမဲ့လည်းဆရာမျှော်မှန်းတာထက်အများကြီးတွေ့ရတော့ဝမ်းသာပါနော်ဆရာတို့စူးစမ်းရယူနေပါလေโอเคပါအဲ့တော့ဆရာတို့ဒီဟာလေးဆရာ PowerPoint လေးနော်ထိုးပြပေးပါဒီမှာနော်ဆရာတို့ဒါ if you want to change your life ဆရာတို့ရဲ့ဘဝတွေပို့ပြီးတော့တိုးတက်ခြင်းပြောင်းလဲခြင်းနဲ့ဘာလို့ရမလဲဆိုတော့ you have to change your strategy ကျွန်တော်တို့ရဲ့နီးဗျူဟာတွေကျွန်တော်တို့ရဲ့ဒီနီးစနစ်တွေကိုကျွန်တော်တို့ဒါပြောင်းလဲရမှာဖြစ်ပါတယ်အရင်တုန်းကဆိုလို့ရှိရင်ကိုကနော်ကိုကဒါအသုံးကျန်းတယ်ပေါ့ငွေသုံးတာများတယ်ဆိုလို့ရှိရင်ဘာလို့ရမလဲငွေသုံးတာလျှော့ရမယ်ဟုတ်နော်မဝယ်တင်တာတွေမဝယ်တော့ဘူးနော်ကျွန်တော်တို့ဒါမျိုးတွေပေါ့နီးစနစ်တွေကျွန်တော်တို့ပြောင်းလဲရမှာဖြစ်ပါအရင်ကတည်းကပို့ပြီးတော့အလုပ်ကိုင်တွေပို့ပြီးတော့တိုးတက်ချင်တယ်ဆိုရင်ဘာလို့ရမလဲကိုယ့်ရဲ့အလုပ်ကိုတခြားအရာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဘာလို့ဖို့လို့လဲဆောင်ရွက်ဖို့လို့ဆရာတို့ဒီစီးပွားရေးအကြောင်းကိုသင်တဲ့အခါမှာဘာပြောလဲဆိုတော့ဆိုတော့စီးပွားရေးလုပ်တဲ့အခါမှာအနည်းဆုံးတဲ့ဝင်ငွေရနီး3နည်းကိုကျွန်တော်တို့ကထောက်ထားဖို့လိုတယ်တဲ့ဘာလို့ရမလဲဒါဒီထဲမှာစီးပွားရေးဆောင်ရွက်နေတဲ့လူတွေလည်းပဲပါခဲ့ရင်ပေါ့နော်ကျွန်တော်တို့ကဒါလေးမှတ်သွားပါဘာလဲဆိုတော့စီးပွားရေးတစ်ခုဆောင်ရွက်တော့မယ်ဆိုရင်ဝင်ငွေရတဲ့နီး3နည်းကိုကျွန်တော်ဖန်ပြရမယ်ဥပမာဆိုပါတော့ဘယ်လိုဖန်တီးရမလဲဆိုရင်လက်လီရောင်းတဲ့လူကလည်းလက်လီတစ်ခုတည်းနဲ့ကျွန်တော်တို့ရက်နေလို့မရဘူးလက်ကားပေးနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ဖို့လိုတယ်ဟုတ်ပြီနော်ဒီကနေလို့လဲကျွန်တော်တို့ငွေမရနိုင်ဘူးလားရနိုင်တယ်နော်လက်လီကနေလဲကျွန်တော်တို့ငွေရနိုင်တယ်လက်ကားကနေလို့လဲကျွန်တော်တို့ငွေရနိုင်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာရဲ့လက်လီလက်ကားနှစ်ခုတည်းနဲ့ပဲပြီးသလားမဟုတ်သေးဘူးနောက်ထပ်ငွေရနီးလန်းနေလဲကျွန်တော်တို့တွေဘာလို့မလဲဖန်တီးထားဖို့လို့ဒါလို့ဖန်တီးထားမှဒါလျင်လက်လီဘက်ကရောင်းအားကျနေရင်တောင်မှလက်ကားဘက်ကဘာဖြစ်လဲရောင်းအားတက်နေနိုင်မှာဖြစ်ပါနော်အဲကြောင့်မလို့ဆိုတော့စီးပွားရေးလုပ်တဲ့လူတွေကဝင်ငွေနီးလန်း3နည်းကိုဆိုတော့အနည်းဆုံးတော့ဖောက်ထားရမယ်ဆရာဆိုလို့ရှိရင်လည်းဒါပွင့်လင်းဆုံးပြောပြဆရာဆိုလို့ရှိရင်ဒါတင်တန်းကြီးပဲဆရာတင်နေရမဟုတ်ဘူးနော်
အပြင်မှာဆိုလို့ရှိရင်ဆရာလုပ်နေတဲ့စီးပွားရေးတွေရှိတယ်နောက်တစ်ခုကဆရာ digital marketing တွေဆရာ service တွေပေးတယ်နော်ဝန်ဆောင်မှုတွေပေးတယ်နောက်တစ်ခုကအပြင်မှာ training တွေပေးတယ်ဒီလိုနဲ့ပဲဆရာတို့ကလဲပတ်နေရတာပေါ့နော်ဒါတော့မှကောင်းကောင်းမွန်မွန်သူတို့သွားနိုင်တာမဟုတ်ဘူးเนาะကြက်သေးတဲ့အခါတွေရှိတယ်ခက်ခဲတဲ့အခါတွေမျိုးတွေတွေ့ရစမြဲပဲပေါ့နော်ပြောချင်တာကသူတို့ဒီဝင်ငွေနီးလန်းတစ်ခုတည်းနဲ့လည်းရက်တည်လို့မရပါဘူးဖြစ်နိုင်လို့ရှိရင်ဝင်ငွေနီးလန်းတုံးနီးအထက်ပေါ့နော်ကျွန်တော်တို့ဖောက်ထားဖို့လိုတယ်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့နီးပြွားတွေပြောင်းလဲဖို့အတွက်ဘာပြောင်းလဲရမလဲဆိုတော့ကျွန်တော်တို့ရဲ့တင်ကီလို့ခေါ်တဲ့အတွေးခေါ်တွေကိုပြောင်းလဲဖို့လိုအပ်ပါတယ်အရင်တုန်းကဒါအောင်မြင်တဲ့လူတွေကဘာကိုများများတွေးလဲဆိုတော့ positive thinking လို့ခေါ်တဲ့အကောင်းမြင်ဝါဒကိုပို့ပြီးတော့တွေးပါဥပမာဆိုပါစို့မက်ခင်တန်နာကျော်ပေါ့နော်သူကဥဆောင်ခေါင်းဆောင်တယောက်လုပ်တယ်ပေါ့နော်မက်ခင်တန်နာကျော်ကဟုတ်ပြီခေါင်းဆောင်တယောက်တော့သူ့ဘက်တော့ဘယ်သူပါလဲဆိုတော့အမအေးငိမ့်တို့ပါတယ်နောက်တော့ကိုမျိုးအမမျိုးအောင်တို့ပါတယ်အဲ့တော့မက်ယူတို့ပါတယ်ဆိုပါစို့ဒါဆိုလို့ရှိရင်မက်ခင်တန်နာကျော်ကမက်ယူကိုပေါ့နော်ကျွန်တော်ကတော့ဒီမှာနာမည်လေးအောင်ယူဆိုတော့မက်ယူလို့ပဲကျွန်တော်ပြောလိုက်မှာပေါ့နော်မက်ယူကိုဒါတာဝန်တစ်ခုဖွဲ့ဝေပေးလိုက်တယ်ပေါ့ဗျာခွဲပေးလိုက်တဲ့အခါမှာမက်ယူကလည်းသူအကောင်းဆုံးပါလို့လေကျူးစားတယ်ဒါပေမဲ့လူတိုင်းဟာ perfect ဆိုတာမရှိဘူးပြည့်စုံတယ်ဆိုတာမရှိဘူးဆရာတို့လည်းပဲမပြည့်စုံဘူးကျူးစားနေသေးပဲဟုတ်ပြီနော်အဲ့တော့မက်ယူကဘယ်လောက်ပဲကျူးစားဘာဖြစ်လဲလိုအပ်ချက်ရှိနေတဲ့အတွက်မက်ခင်တန်တာကျော်ကပုံမှန်လူတွေပေါ့ဗျာခေါင်းဆောင်တွေလိုပဲစူတယ်ပေါ့ငေါက်တယ်ပေါ့မင်းဒါလေးလောက်ခိုင်းတာဒီလိုမျိုးဖြစ်ခဲ့ပါလားဒီလိုမျိုးစူတယ်ငေါက်တယ်ပေါ့ဗျာအဲ့တော့ကကျတော့မက်ယူအနေနဲ့သူဘယ်လောက်ပဲကျူးစားပြစ်မလာတဲ့အခါမှာနော်လူတိုင်းဟာဘာဖြစ်လဲဆိုတော့ချီးကျူးတာခံကျင်ကြတယ်ဟုတ်မလားကိုလည်းမေးကြည့်လေချီးကျူးတာခံကျင်လားမခံကျင်ဘူးလားခံကျင်တယ်မလားအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့သူ့မှာလိုအပ်ချက်ရှိနေရတော့မှကျွန်တော်အရင်ဆုံးအကောင်းမြင်ဝါဒနဲ့မယူရဲ့နော်လုပ်ခဲ့တဲ့ project လေးကအရန်ကောင်းတယ်ဘာလို့မလဲအားပေးရအရန်ကောင်းတယ်နော်ဒါပေမဲ့လေဒီနေရာလေးမှာတော့အမတို့ဒီလိုပုံစံလေးပြန်လိုက်ရင်မကောင်းဘူးလားဟုတ်ပြီနော်ဒီလိုစကားလေးတွေပေါ့ကျွန်တော်တို့ပြောအဲ့လိုပြောမှတာလေတစ်ဖက်နော်ဆောင်ရွက်တဲ့မက်ယူကလည်းပဲဘာဖြစ်မလဲကျွန်တော်တို့စိတ်ရေးချမ်းသာဆောင်နဲ့သူပြန်ပြီးတော့လိုအပ်တာလေးတွေအဲ့တော့ဘာဖြစ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအတွေးခေါ်တွေပေါ့နော်အတွေးခေါ်တွေကို positive thinking အနေနဲ့ကျွန်တော်တို့ပြောင်းလဲဖို့လိုအပ်ပါနော်အကောင်းမြင်ဝါဒတွေများများကျင့်သုံးဖို့လိုတယ်အကောင်းမြင်ဝါဒပဲကျင့်သုံးရတာမဟုတ်နော်နောက်တစ်ခုကဘာပြောင်းလဲဖို့လိုလဲဆိုတော့ဆရာတို့ရဲ့လုပ်ပုံကင်ပုံပေါ့အရင်တုန်းကဆောင်ရွက်ခဲ့တဲ့အရာလေးတွေကိုယ့်ရဲ့အားသာချက်ဘာတွေရှိလဲအားနည်းချက်ဘာတွေရှိလဲဒါလေးလည်းပဲကျွန်တော်တို့တွေပြင်ဆင်ဖို့လိုနော်โอเคဒါကြောင့်မလို့ဆရာတို့တွေကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ change your thinking ကျွန်တော်တို့ရဲ့အတွေးခေါ်တွေပြောင်းလဲလိုက်ပြီဆိုတာနဲ့ change your life ကျွန်တော်တို့ရဲ့ဘဝတွေကလည်းပဲပြောင်းလဲသွားမှာဖြစ်ပါဆရာပြောခဲ့တဲ့ခန့်တော့နော်မက်ခင်တနာကျော်သူကတကယ်တမ်းတာဆိုလို့ရှိရင်မက်ယူကိုပုံမှန်တိုင်းဘာဖြစ်မလဲစူမယ်ငေါက်နေမယ်ဆိုလို့ရှိရင်တစ်ဖက်ဆောင်ရွက်တဲ့မက်ယူကဆက်ပြီးတော့ project ကိုပြန်တင်ကြည့်စိတ်ရှိပါမလားမရှိဘူးအဲ့တော့ကျွန်တော်တို့ကဘာလို့လဲ positive thinking အနေနဲ့မြင်လိုက်တယ်သူစူးစမ်းခဲ့တယ်ဂုဏ်ပြုတယ်ကျေးဇူးများတင်တယ်အရန်ကောင်းတယ်ဒါပေမဲ့လေဒီနေရာမှာအမတို့ဒီလိုမျိုးလေးပြောင်းလဲလိုက်ရင်မကောင်းဘူးလားအကြံပေးအနေနဲ့ကျွန်တော်တို့ကဥဆောင်ရမှာဖြစ်ပါဟုတ်ပါလားအဲ့ဒါဆရာတို့ကဘာလဲဆိုတော့ thinking ဆရာတို့ရဲ့အတွေးခေါ်တွေပြောင်းလဲလိုက်တာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ life ဘဝတွေကလည်းမပြောင်းလဲသွားဘူးလားပြောင်းလဲသွားတယ်အဲ့တော့ကျတော့ဆရာတို့ဒါကတော့နမူနာပြဒီဟာကိုဆရာတို့ရဲ့ personality မှာလည်းသုံးရကိုယ်မှာအခက်အခဲတွေဖြစ်နေပြီဆိုရင်ထိုင်ကြီးနေလို့မရဒီအခက်အခဲတွေကိုငါဘယ်လိုဖြေရှင်းနိုင်မလဲ solution ရှာဟုတ်ပြီနော်ဒီလိုစီးပွားရေးမှာဆိုရင်များတော့အပြင်ဘာဖြစ်လဲဆိုတော့ခုလိုကာလမှာရောင်းအားတွေကျကြတယ်ပေါ့ဗျာရောင်းအားတွေကျတဲ့အခါကျတော့ထိုင်ကြီးနေလို့မရဘူးကျွန်တော်တို့ကဘာလုပ်မလဲရောင်းအားသက်အောင်လို့ရောင်းအားသက်စေမဲ့နီးလန်းတွေကျွန်တော်တို့ထိုင်စဉ်းစားရတယ်ဆောင်ရွက်ရတယ်နော်အဲ့လိုမျိုးလုပ်နေမှတာလေကျွန်တော်တို့ရဲ့ဒါလူရလက်တွေကကွဲသွားမှာဖြစ်ပါဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ဒီအဓိကအပြင်ခေါင်းဆောင်မှုဆိုတာကဘာပြောချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ကိုယ်တိုင်ဆောင်ရွက်မှတာလေနော်ကိုယ်တိုင်ဆောင်ရွက်ရမှတာလေနဲ့ဆရာတို့ကဒါတန်ဖိုးဆိုတာပို့ပြီးတော့ပေါ်တာပေါ့နော်အဲ့တော့ဥစားပထမနံပါတ်1ပါပြောင်းလဲရမယ်ကျွန်တော်တို့ရဲ့စိတ်တွေကိုmindset တွေကိုပြောင်းလဲရမယ်နော်အရင်တော့ကနေပုံတိုင်းပုံတွေကိုကျွန်တော်တို့ဒါဆောင်ရွက်လို့မရတော့ဘူး thinking တွေကိုကျွန်တော်တို့ဒါပြောင်းလဲရမယ်ဟုတ်ပြီအဲ့တော့ဆရာကဒီမှာနာမည်လေးခေါ်ချင်တယ်ပေါ့နော်မက်ရမင်းဖြူမင်္ဂလာပါမက်ရမင်းဖြူရှိလားဆရာတွေ့လို့โอเคမက်ရမင်းဖြူမင်္ဂလာပါဟုတ်ပြီမိုက်ကလေးဖွင့်ပေးပါဦးဆရာတို့ကိုပေါ့နော်
လူမှာဘယ်နှမျိုးရှိတယ်လို့ထင်လဲပေါ့နည်းနည်းလောက်ပြောပြပါဦးလူမှာဘယ်နှမျိုးရှိလဲ လူ3မျိုးရှိရဲ့ โอเคဟုတ်ပြီအဲ့တော့ဘယ်သူတွေရှိမလဲပြောပါဦး အာလူလား ပြောပါဘာမှမပြောဘူးအမားဆိုတာမှာလူတိုင်းရှိရပြောပါဘာမှပြောရဲရမယ် ဟုတ်လူ ဟုတ်ပြီပြောနည်းနည်းတော့ရှင်းပါဦးပြီလူပါပါတော့ တေချာတော့အဲ့လိုတော့မသိဘူးအဲ့လိုမျိုးအချင်းချုပ်တော့သိရပေါ့နော် ဟောโอเคဟုတ် ကြား ပြီ ဘူးတယ်အဲ့လို ဟောโอเคဟုတ်ပြီကျေးဇူးအများကြီးတင်တယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီကိုကျော်စိန်ဝင်းမင်္ဂလာပါကိုကျော်စိန်ဝင်းမင်္ဂလာပါဟယ်လိုကိုကျော်စိန်ဝင်းရှိလားโอเคနည်းနည်း click လိုက်နော် skip လိုက်မယ်ကိုကောင်းမင်းခန့်မင်္ဂလာပါကိုကောင်းမင်းခန့်မင်္ဂလာပါရှိလားမသိဘူး ဟုတ်မင်္ဂလာပါ ဟုတ်ပြီလူမှာဘယ်နှမျိုးရှိရလို့ထင်လဲပေါ့နော်ကိုတိထားတဲ့ဟာလေးနည်းနည်းလောက်မျှဝေပေးပါဦး ကျွန်တော်သိရပါအဲ့လိုမျိုးလူမှာဆိုရင်introvert နဲ့ extrovert ဆိုပြီးတော့2မျိုးရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော် ဟုတ်ပြီintrovert ကဘယ်လိုလူမျိုးတွေခေါ်လဲနည်းနည်းလောက်မျှဝေပါဦး introvert ကကြတော့တယောက်တည်း easy နေရတာကိုသဘောကျရတယ်သူကတယောက်တည်းနေရဖြစ်တဲ့အတွက်ပေါ့ learning လုပ်နိုင်စွမ်းနေပို့ပြီးတော့အဲ့လိုမျိုး decision ချတာတွေပါဆိုတခြားဆုံးဖြတ်နိုင်တယ်ပေါ့သူက AC သမားဆိုတော့social ဘိုင်းမှာကြတော့ extrovert ကကြတော့ပို့ပြီးတော့ကောင်းနိုင်တယ် extrovert ကကြတော့သူက social ဘိုင်းနေကောင်းမယ်စကားပြောစွမ်းရည်လည်းသူကောင်းမယ်ပေါ့အဲ့လိုမျိုးကျွန်တော်မြင်ပါတယ်ခင်ဗျ โอเคကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒါလူတွေမှာလဲ introvert နဲ့ extrovert ဆိုပြီးတော့2မျိုးရှိရပါတော့အဲ့တော့တူးတဲ့တီးတတ်နေတဲ့လူနဲ့ဒါအများနဲ့ဖွဲ့ပြီးတော့နေချင်တဲ့လူဒီလိုမျိုး꿰တာပေါ့ဗျာအပွင့်လင်းဆုံးပြောလို့ရှိရင်ဟုတ်ပြီဒါလေးလည်းမှန်တယ်ပေါ့နော်โอเคအဲ့တော့ဆရာအခုပြောမှာကတော့ဒါလူမှာတဲ့2မျိုးရှိတယ်တဲ့နော်အဲ့ဒီ2မျိုးကဘယ်လိုတွေလဲဆိုတော့နံပါတ်1ကကြောဒါ pessimistic လို့လူမျိုးတဲ့နော် pessimistic လို့လူမျိုးလို့ခေါ်တယ် pessimistic လို့လူမျိုးတွေကဘယ်လိုတွေလဲလို့ပြောလို့ရှိရင်တဲ့သူကpessimistic လို့လူမျိုးတွေကသူကနော်difficulty ပေါ့နော်ဆရာတို့အခက်အခဲတွေကိုတဲ့အခွင့်အလမ်းတွေအနေနဲ့သူကမြင်တယ်ပေါ့ဘုမဆိုပါတော့ဆရာတို့အောင်မြင်တဲ့လူတွေဟာတဲ့ဒါ pessimistic လို့လူမျိုးတွေဖြစ်ပါတယ်သူတို့ကအခက်အခဲတွေကိုသူတို့ကဘယ်လိုမြင်လဲဆိုရင် opportunity လို့ခေါ်တဲ့အခွင့်အရေးတွေခွင့်လန်းတွေအနေနဲ့သူတို့ကမြင်ပြီးတော့ပေါ့နော်သူတို့ရဲ့ဘဝကိုတိုးတက်အောင်ဆောင်ရွက်တာဖြစ်ပါတယ်နော်နောက်တစ်ယောက်လူကတော့ဗာလဲဆို optimistic လို့လူမျိုး optimistic လို့လူမျိုးတွေကတော့သူကအခွင့်အရေးရတာတောင်မှအခက်အခဲရှိတယ်နော်ကျွန်တော်တို့ပြောချင်တာကဘာနဲ့တော့တူလဲဆိုတော့အကြောင်းပြချက်ပေးပြီးတော့ပေါ့နော်ဟိုရွှေ့လိုက်နေ့ရွှေ့ညရွှေ့လုပ်နေတဲ့လူမျိုးတွေပေါ့ဗျာအဲ့လိုလူမျိုးတွေကဘာခေါ်လဲဆိုရင် optimistic လို့လူမျိုးတွေလို့ခေါ်ဒါကြတော့ဒါ opportunity နော်အခွင့်အရေးကြီးတွေဒါတွေ့နေရတော့မှဆိုတော့အခက်အခဲတွေနဲ့မြင်တယ်ဆိုတော့တော့ဆိုလို့ရှိရင်အရင်တော့ကအခုလိုမျိုး diploma တွေတက်ဖို့အခုလိုမျိုးလေ့လာဖို့အတွက်ဆိုတော့ဒါတင်တန်းတွေကိုသွားရမယ်ပေါ့နော်တင်တန်းတွေကိုသွားရတယ်အနည်းဆုံး diploma တစ်ခုဆိုလို့ရှိရင်9သိန်းလောက်မှမကုန်လို့ရှိရင်ဆိုတော့ diploma မရပါဘူးဒါအရင်တော့ခစ်ပေါ့နော်အဲဒီတော့ခစ်ကလည်း9သိန်းဆိုတာကနဲတာမဟုတ်ဘူးနော်တော်လာမှဆိုတော့ဒါတည့်ရတိုင်းပဲလေနော်အထားပါတော့မပြောတော့ပါဘူးโอเคနော်အဲ့တော့ပြောချင်တာကအခုဆိုလို့ရှိရင်ဒါနော်သိန်း9သိန်းလောက်တော့မကုန်ဘဲနဲ့ကျွန်တော်တို့ဒါ diploma တွေဆရာရှိမှာမဟုတ်ဘူးတခြားအကြောင်းတွေမှာလည်းပဲဘာဖြစ်လဲလေ့လာလို့ရတယ်နော်တင်ယူလို့ရနေကြအဲ့ဒါတွေကိုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က opportunity အနေနဲ့မမြင်တာပေါ့နော်ဆရာဆိုလို့ရှိရင်ဒါ UK မှာပေါ့ဆရာဆိုလို့ရှိရင်ဒီဘက်မြန်မာနိုင်ငံမှာဒါပုံလင်းဆုံးပြပြမယ်ကျွန်တော်တို့ပညာရေးရမဆုံးခဲ့ဘူးပေါ့နော်မဆုံးခဲ့တဲ့အခါကျတော့ဆရာဆိုလို့ရှိရင်တတိယနှစ်နဲ့ကျောင်းသားထားတာပေါ့နော်ကျောင်းသားထားတဲ့အခါကျတော့ဆရာတို့ကဘေးမှာပြန်လောက်ရတယ်ဆိုအပြင်မှာပြန်လေ့လာတဲ့အခါကျတော့ဆရာဆိုလို့ရှိရင် UK မှာဒါတင်တန်းတွေကျောင်းဆက်တက်ရတာပေါ့နော် online ကနေကျောင်းဆက်တက်ရတယ်အဲ့မှာဆိုလို့ရှိရင်ပတ်စံရှိလို့တက်တာမဟုတ်ဘူးเนาะဆရာတို့လည်းပဲတစ်လချင်းပေးတက်ရနော်လိုချင်တဲ့အခါကျတော့ဘာဖြစ်လဲဖန်ပြီးရတာပေါ့နော်အဲ့လိုမျိုးကိုရတဲ့ဟာလေးတွေနဲ့ပြန်ပြီးတော့ကျောင်းပြန်တက်နေရတယ်အဲ့လိုမျိုးဘဝနဲ့ဆရာတို့သွားနေရတာဖြစ်ပါတယ်အခက်အခဲတွေကတော့လူတိုင်းမှာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာလုပ်ရမလဲအဲ့ဒီအခက်အခဲတွေကိုကျွန်တော်တို့ opportunity လို့ခေါ်တဲ့အခွင့်အရေးတွေအနေနဲ့မြင်ပြီးတော့ဆရာတို့ကဖြတ်ကျော်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မိမိကိုယ်ကိုမေးပါမိမိက pessimistic လို့လူမျိုးလား
autism လို့လူမျိုးလားဆိုတာကိုဆရာတို့ကမေးဖို့လိုရပါဟုတ်ပြီနော်โอเคဒါဆိုလို့ရှိရင်ဆရာတို့ကခေါင်းဆောင်တွေကဘယ်လိုလူမျိုးတဲ့လို့မေးလို့ရှိရင် pessimistic လို့လူမျိုးတွေဖြစ်ပါခေါင်းဆောင်တွေကအခက်ခဲဆိုရင်ကြိုက်တဲ့အခက်ခဲလားအခက်ခဲလာရင်သူတို့ကပျော်နေတာပြဿနာလာရင်သူတို့ကပျော်နေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြဿနာတွေကိုဖြေရှင်းရတာသူတို့ရဲ့အလုပ်လေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဆရာတို့တွေကဒါ pessimistic လို့လူမျိုးတွေဖြစ်အောင်ကျွန်တော်တို့စူးစမ်းရမှာဖြစ်ပါနော်နောက်တစ်ခုတော့ဒါလူတွေရဲ့သဘောပါပေါ့နော်လူတွေရဲ့သဘောကဘာရှိလဲဆိုလို့ရှိရင်ဒါ iBrace model မှာပြောထားတဲ့ဟာလေးဖြစ်ပါတယ်လူတွေရဲ့သဘောကားတဲ့ကျွန်တော်တို့ဒီဘက်မှာပေါ့နော်80-20 rule အရာလူတွေအားတဲ့ဆရာတို့ရဲ့ဒါ20%တော့နော်ဟိုရေခဲတုံးကိုဆရာတို့ဒါရေခွက်တွေပဲဖြစ်စီနော်ဖန်ခွက်တွေပဲဖြစ်စီဒါရောင်းထည့်လိုက်တဲ့အခါမှာ20%တော့အရာကိုပဲကျွန်တော်တို့ဒါမြင်ရတယ်ပေါ့နော်ကျန်တဲ့80%တော့အရာတွေကိုဒါမမြင်ရဘူးနော်နစ်မြုပ်နေတာဖြစ်ပါလူတွေကတဲ့ဆရာတို့တွေကိုနော်ဒါအပေးဒီပဲဖြစ်စေကဲ့ရဲ့ဒီပဲဖြစ်စေဘာပဲပြောသူတို့ကဘာကိုကြည့်ပြီးပြောလဲဆိုတော့တဲ့ဒီ20%တော့ပေါ်နေတဲ့အကြောင်းအရာလေးကိုပဲသူတို့ကတဲ့ပြောကြတာဖြစ်ပါဒါကြောင့်မို့လို့ဆရာတို့ရဲ့လုပ်ငန်းခွင်မှာနော်ခေါင်းဆောင်တွေလုပ်တော့မယ်ဆိုမှတ်ထားပါခေါင်းဆောင်ဆိုတာကတဲ့ကိုယ့်ရဲ့တီးမှန်ပါတွေ follower တွေရဲ့ချစ်ချင်းမုန်းချင်းကိုကျွန်တော်တို့ခံရရမယ်တဲ့ဘာလို့ရမလဲကိုယ့်ရဲ့တီးမှန်ပါတွေ follower တွေရဲ့ချစ်ချင်းမုန်းချင်းကိုကျွန်တော်တို့ခံရဖို့လိုရပါတခါတလေကြာရင်တွေ့ဘူးလားတော့မတွေ့ဘူးကိုကတော့အကောင်းဆုံးเนาะဆောင်ရွက်ပေးလိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့တီးမှန်ပါတွေကကိုယ့်ကိုအကောင်းမမြင်တာမျိုးတွေเนาะဖြစ်နိုင်ပါတယ်ရှိပါတယ်အဲ့လိုနေရာမျိုးမှာလဲကိုကဘာလို့ဟုတ်လဲသူတို့တွေဒါချစ်ချင်းမုန်းချင်းကိုကျွန်တော်တို့ခိုင်နိုင်အောင်ဒါနေထိုင်ဖို့လိုရပါเนาะအမြဲတမ်းအချစ်ခံနေလို့တော့မရဘူးဟုတ်မလားနောက်တစ်ခုကတော့ရှိတယ်ဆိုသူတို့ရဲ့ဒီကျွန်တော်တို့လူတွေကဆရာတို့ရဲ့ဒါ20%တော့နော်အပေါ်ရန်ကိုပဲသူတို့ကကြည့်ပြီးတော့လက်ခုပ်တီးတာဖြစ်တယ်80%တော့ဆရာတို့ရဲ့ကြိုးစားမှုတွေဆရာတို့ကြာရှုံးမှုတွေနောက်တစ်ခုကဆရာတို့ရဲ့ဒီ passion တွေပေါ့ဗျာဒီလိုအခက်အခဲတွေကိုသူတို့ကမမြင်ပါဘူးနော်ဒါကြောင့်မို့လို့ဆရာတို့လူတွေရဲ့သဘောတဘာဝကအပေါ်ရန်နေကြည့်ပြီးတော့ပဲဆုံးဖြတ်ကြတာများပါဒါပေမဲ့ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ခေါင်းဆောင်တွေလုပ်တော့မယ်ဆိုလို့ရှိရင်အပေါ်ရန်ကြည့်ပြီးတော့ဆုံးဖြတ်လို့မရပါဘူးအဲ့တော့နောက်ပိုင်းရောက်ရင်တော့ပါလာမယ်ပေါ့နော် decision making တို့ problem solving တို့တို့တွေသင်ရတဲ့အခါမှာစတို့ပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းကြလဲပေါ့နော်ဒါတွေကအစစတို့သင်ကြားမှာဖြစ်ပါနော်โอเคပါအဲ့တော့ဒါပါတော့ဒါလေးကတော့စတို့အခြေခံလေးမလို့ဒါပြောတာဖြစ်ပါโอเคဟုတ်ပြီအဲ့တော့နောက်တစ်ခုကစတို့ဒီခေါင်းဆောင်တွေမှာလိုအပ်တဲ့ skill လေးဆရာပြောမယ်ပေါ့နော်ဒီနေ့မှာဆရာမတွေရှိလားမသိဘူးနော်စာတင်ကြားနေတဲ့ဆရာမတွေတော့၎င်းစာတင်ခဲ့ဘူးတဲ့ဆရာမတွေတော့၎င်းရှိရင်လက်လေးထောင်ပေးပါโอเคတွေ့ပြီနော်โอเคဟုတ်ပြီဆရာ real me ပါပေါ့နော်နာမည်ကမတိုးတော့ဆရာပြောပါဦးဆရာအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဆရာမတွေမှာရှိတဲ့နာ3နာအကြောင်းလေးပြောပြပါဦးဆရာဆရာမနုနုခင်လည်းရှိရဟုတ်ပါမှာreal me ဆရာနာမည်မရေးတော့ကျွန်တော်ဘယ်လိုခေါ်မှမသိမျက်မှန်တဲ့ဆရာပေါ့နော်โอเคဟုတ်မိုက်လေးဖွင့်ပေးပါဦးကြားရလားမသိဘူးမြတ်โอเคကြားပါပြီဆရာဟုတ်ဟုတ်ကဲ့ကျွန်တော်နာမည်စိုးနေနဲ့ခေါ်ပါတယ်မြတ်ဟုတ်နာ3နာအကြောင်းလေးပြောပြပါအောင်ဆရာမတွေမှာရှိရမယ်နာ3နာလေးကျွန်တော်ကတော့ပေါ့နော်ဒီဆရာတော့ဒီအစိုးရဆရာတော့မဟုတ်ဘူးဒီမှာကျွန်တော် order action လေးပေါ့အင်္ဂလိပ်စာပြတာပေါ့ကလေးတို့အဲ့လောက်ပဲကိုလုပ်ဖို့ခဲ့တာပေါ့နော်နာ3နာဆိုစေတနာတော့ပေါ့အဲ့ဒီစေတနာဟုတ်ကဲ့အနိဋ္ဌခန္ဓာတော့အဲ့ဒါတွေပေါ့နော်နားလေလားမသိဘူးဆရာโอเคကြားရတယ်ဆရာဟုတ်စေတနာရဲ့အနှစ်နာရဲ့နောက်တစ်ခုအောင်ဆရာဟုတ်ကဲ့အနိဋ္ဌခန္ဓာတစ်ခုကတော့မေးသွားပြီဟုတ်ကဲ့ဝါဒနာလည်းပါမယ်ပေါ့နော်โอเคဟုတ်ပါပြီကျေးဇူးများတင်ပါတယ်ဆရာဟုတ်နာမည်လေးမိတ်ဆက်ပေးပါဦးဆရာနာမည်လေးမိတ်ဆက်ပေးပါနာမည်မရေးထားတော့ကျွန်တော်နာမည်စိုးနေလဲပါခင်ဗျဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးများတင်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီမှာနော်မခင်မာတော်တို့မနုနုခင်တို့လည်းဒါဆရာမတွေပေါ့နော်ဟုတ်ပြီကျွန်တော်တို့များသောအားဖြင့်တော့ဒီနာ3နာပေါ့ဆရာအရင်တုန်းကဆိုလို့ရှိရင်ဒါဆရာမတွေကိုလည်းဆရာသင်ခဲ့တဲ့ဆရာဖြစ်တယ်ပေါ့နော်အရင်တော့ဆိုရင်ဆရာတို့ဒီကျောင်းထဲမှာ professional diploma in teaching and educational management လို့ခေါ်တဲ့ diploma တစ်ခုလုံးကိုဆရာတယောက်တည်းသင်ခဲ့ရတာပေါ့နော်အဲ့မှာတော့ဆရာနဲ့သူသင်ပေးတဲ့မန္တလေးကဆရာမကြီးဒေါက်တာမြမြဆွေဆိုတာနော် psychology
တင်တယ်ပေါ့နော်သူကတော့ education psychology ကိုတင်ပါတယ်ဆရာမကြီးကတော့ okay ဆရာမကြီးနဲ့ဆရာတို့တွဲပြီးတော့တင်ခဲ့ပြီးတော့ပေါ့နော်အဲ့မှာဘာပြောလဲဆိုတော့ပုံမှန်အားဖြင့်ကျွန်တော်တို့ကဆရာမကြီးဆိုလို့ရှိရင်နာ3နာနဲ့ပြရမယ်ပေါ့ဒါပေမဲ့ကျွန်တော်လည်းရောက်လာတဲ့အခါမှာနာ6နာနဲ့ပြရဗါလဲနာ6နာနဲ့ပြရဘယ်လိုနာတွေလဲဆိုတော့နံပါတ်1ကတော့အားလုံးတည့်တဲ့အတိုင်းပဲစေတနာရှိရမယ်ပေါ့ဗျာဝါဒနာပါရမယ်နောက်တစ်ခုကဘာလို့လဲအနစ်နာခံရမယ်ဒီဟာလေးနဲ့ကျွန်တော်တို့ပြီးတယ်လားမပြီးသေးဘူးဘာလို့ဖို့လို့လဲဆိုတော့အကျဉ်းနာတရားကလည်းကျွန်တော်တို့ရှိရမယ်ဘာလို့ရမလဲအကျဉ်းနာတရားကလည်းရှိရနောက်တစ်ခုကတော့ဘာရှိသေးလဲဆိုကျွန်တော်စနမူနာလည်းဖြစ်ဖို့လိုရတယ်အားလုံးဒီအတိုင်းပဲเนาะကျွန်တော်အခုဆိုလို့ရှိရင်เนาะဖြစ်မီတိုးတက်လာတဲ့အခါကျတော့เนาะပုရုဇဉ်လူသားတဘဝရဆယ်ဆာမတွေဆိုလို့ရှိရင်လည်းเนาะဟိုကာလိုက်တာနဲ့ဘာလို့တာနဲ့အစတစ်ဖြင့်ပေါ့ဗျာနေပုံထိုင်ပုံတွေကမတက်ဘူးအဲ့ကောင်မှာအမြင်မတင်တော်တာတွေအများကြီးတွေ့ရဟုတ်လားဒီလိုမျိုးကျွန်တော်တို့ကနေထိုင်လို့မရဘူးကိုကဆရာဥပမာဆိုပါလို့ကျွန်တော်ဆိုလို့ရှိရင်ဒါငယ်ငယ်လူငယ်ပဲပေါ့ဗျာကျွန်တော်လည်းရင်တော့ဆိုတောက်စင်နဲ့စားခြင်းနဲ့တွားခြင်းနဲ့လာခြင်းနဲ့သူများတွေလိုပဲတွားခြင်းလာခြင်းတာပေါ့ဗျာနောက်ပုလင်းဆုံးပြောတာလေပုထုဇဉ်လူကဒါပေမဲ့ကျွန်တော်တို့အခုဆရာဖြစ်လာတဲ့နောက်ပိုင်းမှာနေခြင်းတိုင်းနေလို့မရအောင်ထိုင်ခြင်းတိုင်းထိုင်လို့မရဘူးတွားခြင်းတိုင်းတွားလို့မရဥပမာကျွန်တော်ဟာဆရာပဲဆိုပြီးတော့ဒီမှာဂျိုင်းနဲ့အင်ဂျင်နဲ့ကျွန်တော်လာစာတင်လို့မရဘူးအခုပူတယ်နော်ပူတယ်ရာဒီဥတုအရန်ပူတယ်တို့ပေမဲ့လည်းကျွန်တော်ဘာလုပ်ထားရလဲကုတ်အင်ဂျင်ဝတ်ထားရတယ်နော်နေခြင်းတိုင်းနေလို့မရအောင်ထိုင်ခြင်းတိုင်းထိုင်လို့မရအောင်ဟုတ်လားဘာဖြစ်သွားလဲအဲ့တော့ကျွန်တော်ဒီမှာပြောရတာစေတနာဝါဒနာအနစ်နာနောက်တော့sorry စေနာဝါဒနာအနစ်နာနောက်တစ်ခုကအကျဉ်းနာနောက်တစ်ခုကစံနမှုနာဒါပဲလားဆိုရင်မဟုတ်သေးဘူးနောက်တစ်ခုကရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကဂိူနာကလည်းထားရမယ်ရှိရမယ်ဂိူနာမထားဘဲနဲ့ကျွန်တော်တို့စာသင်လို့မရအဲ့လိုပဲဇာတို့ဒါဟာနော်ဇာတို့ဒီဆယ်ဆံမတွေမှာမဟုတ်တော့ကျွန်တော်တို့ခေါင်းဆောင်တွေလောက်တော့မယ်ဆိုရင်လည်းဒီနာ6နာနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်ဘာနဲ့ပြည့်ရမလဲဒီနာ6နာနဲ့ပြည့်ရစေတနာထားဘာလို့စေတနာထားမလဲဆိုတော့ကိုယ့်ရဲ့ organization ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကွာစေတနာပါနဲ့အလုပ်လုပ်ဖို့လိုတယ်ဘာပါမလဲစေတနာပါနဲ့အလုပ်လုပ်ရနောက်တစ်ခုကဘာရှိလဲဝါဒနာကိုယ့်ရဲ့ဒီလုပ်ငန်းခွင်မှာဝါဒနာပါပဲနဲ့အလုပ်လုပ်ရင်ဘလို့မှမပြောကိုမမပြောရင်ဘာဖြစ်မလဲကိုယ့်ရဲ့ team member တွေ follower တွေကိုကျွန်တော်တို့ပြောအောင်ထားလို့ရပါမလားမရဘူးဒါကြောင့်မို့ကျွန်တော်တို့ဝါဒနာပါကိုလုပ်တဲ့အလုပ်နောက်တစ်ခုကတော့နံပါတ်3ကအနစ်နာနေတာကဆိုတော့ကျွန်တော်တို့လုပ်ငန်းခွင်မှာတော့တွေ့ရတဲ့ခေါင်းဆောင်တွေကခေါင်းဆောင်နဲ့ခေါင်းဆောင်တွေတွေ့ရတာဖြစ်တဲ့အတွက်သူတို့ကအောင်မြင်လို့ရှိရင်တဲ့မလုပ်ကြတော့ကျွန်တော်ပြီးတာပါကျွန်တော်အဖွဲ့အစည်းကပါသူတို့ကနေရာယူကြတယ်နော်အမျက်ယူရပေါ့ဗျာပွင့်လင်းပြောရင်တော့ဒါပေမဲ့အခက်အခဲတွေဖြစ်လာတဲ့အခါမှာပြဿနာတွေဖြစ်လာတဲ့အခါမှာကျွန်တော်အမြဲပြောတယ်ကျွန်တော်တော့ပြောတယ်သူတို့ကမလုပ်ဘူးအဲ့လိုမျိုးခေါင်းဆောင်ကျွန်တော်ကခေါင်းဆောင်တဲ့ဝန်ထမ်းလို့ခေါင်းဆောင်လို့ခေါ်တကယ်တော့မဟုတ်ဘူးကျွန်တော်တို့ကဘာလို့အနစ်နာခံနော်ဆုံးရှုံးမှုတွေဖြစ်လာပြီဆိုဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တို့အကောင်းဆုံးကြိုးစားပါတယ်ဒါပေမဲ့ကျွန်တော်ကြီးကတော့အရန်ကောင်းတယ်သူတို့အပြစ်မဟုတ်ဘူးကျွန်တော်ဥဆောင်တဲ့လူကျွန်တော်အပြစ်ဖြစ်ပါတယ်ဒီလိုမျိုးဂျားတွေကဘာလို့အနစ်နာခံရတယ်ဒါကိုလည်းကိုယ့်ရဲ့ team member တွေ follower တွေတပ်ပြောစရာမလိုဘူးဘာလို့ရမလဲကို့မှာလုပ်ရမယ်တာဝန်ယူမှုတာဝန်ခံမှုကိုကိုယ်တိုင်ဆောင်ရမှာဖြစ်ပါဟုတ်ပြီနော်အဲကြောင့်မလို့ကျွန်တော်တို့ကအနစ်နာခံနောက်တစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်အကျဉ်းနာတရားဆိုတာကကျွန်တော်တို့ခေါင်းဆောင်ဖြစ်လာပြီဆိုလို့ရှိရင်လက်ညှိုးထိုးခိုင်းနေကြတယ်ဒါလူဘောလူမနောဟုတ်တယ်နော်တကယ်တော့အဲ့လိုလုပ်လို့မရကျွန်တော်တို့ရဲ့ team member တွေ follower တွေကိုကျွန်တော်တို့ဒါအလုပ်တစ်ခုခိုင်းချင်တယ်ဆိုရင်ကိုကရှေ့ကနေလုပ်ပြဘာလို့ရမလဲလုပ်ပြဘယ်လိုလုပ်ပြရလဲဆိုတော့ကျွန်တော်ဆရာဆရာမတွေကိုတင်တော့ကပြောခဲ့တဲ့ဟာလေးရှိရတယ်နော်ကျွန်တော်တို့ class 1ထဲမှာအမိုက်မပြရဘူးမုတ်ခိုးမစားဘူးနော်စီမင်းစည်းကမ်းတွေထုတ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဇပွဲမှာနော်နေကြစီကုန်နေအမိုက်တွေပုံနေတယ်ဆိုရင်တော့မဟုတ်သေးဘူးကိုချမှတ်ထားတဲ့စီမင်းစည်းကမ်းကိုကိုယ်တိုင်မှမလိုက်နာဘူးဆိုရင်ဘယ်သူကလိုက်နာမှာလဲဟုတ်တယ်မလားဒါကြောင့်မို့လို့ကျွန်တော်တို့ကဗါလဲကိုယ်တိုင်ကရှေ့ကနေလို့စံနမူနာဖြစ်အောင်လို့နေထိုင်ရမယ်ပြီဟုတ်ပြီနော်โอเคနောက်တစ်ချက်ကတော့ဆိုတော့အကျဉ်းနာတရားပေါ့အကျဉ်းနာတရားဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဆိုတော့ကကိုယ့်ရဲ့ဝန်ထမ်းတွေကိုပေါ့နော်အခုနောက်ပိုင်းဆိုရင်ဒါတွေ့ရတတ်တယ်အဲ့ဒါပါလဲဆိုတော့ target တွေချက်ပြီးတော့ဆိုတော့တွေကအလုပ်တွေခိုင်းတာပေါ့နော်target တွေပြည့်မီအောင်လို့ကျွန်တော်တို့ခိုင်းတယ်မကောင်းဘူးကောင်းပါတယ်တို့ပေမဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေခံနိုင်ရရှိရလားသူတို့တကယ်ရောလုပ်နိုင်ရလားဖြစ်နိုင်ရရှိတဲ့ target တွေကိုကျွန်တော်တို့ချဖို့လိုအပ်တာအဲ့ဒါပါလဲဆိုအကျဉ်းနာတရားနဲ့ကျွန်တော်တို့ကြည့်ရတယ်ကိုယ့်ရဲ့ team member တွေလုံနိုင်မလုံနိုင်
သူတို့ဖြစ်နိုင်မဖြစ်နိုင်မလုံနိုင်ဘူးဆိုရင်လုံနိုင်အောင်ငါတို့ဘယ်လိုလုပ်မလဲဒါတွေကိုကျွန်တော်တို့ဒီခေါင်းဆောင်တွေအနေနဲ့ဒါတိကျကျတည်ထားဖို့လိုပါဆောင်ရွက်ဖို့လိုပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်၅ခုဖြစ်ပြီနောက်တစ်ခုကပါလဲဂိရုဏာကျွန်တော်တို့ကကိုယ့်ရဲ့တိမမာတွေ follower တွေကိုနောက်လုပ်ငန်းခွင်မှာပဲကျွန်တော်တို့ကကောင်းနေလို့မရပါဘူးဘာလို့ရမလဲဆိုတော့သူတို့တွေနောက်လုပ်ငန်းခွင်မှာမပျော်တော့ဘူးဆိုရင်ပျော်အောင်ဘယ်လိုလုပ်ရမလဲဒါလေးလည်းကျွန်တော်တို့ကြည့်ရအောင်သူတို့တွေဆိုလို့ရင်တကားတလေးချို့လုပ်ငန်းခွင်မှာဆရာတို့လုပ်ငန်းခွင်မှာတွေ့ရတဲ့လူတွေရှိပါတယ်ဘာလို့လုပ်ရလဲဆိုတော့သူတို့တွေကသွားရေးလာရေးရမ်းခတ်ခဲ့တယ်ပေါ့နော်သွားတာအဝေးကြီးတွေဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့တွေသွားရေးလာရေးခတ်ခဲ့တဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းခွင်ကနေလို့ဘယ်လိုမျိုးထောက်ပံ့နေလုပ်ပေးနိုင်မလဲပေါ့ဒါတွေကျွန်တော်တို့စဉ်းစားဒါဘယ်ကထွက်လာလဲဆိုတော့ view နာတရားထွက်လာနော် policy တွေရေးဆွဲတဲ့အခါမှာလည်းကျွန်တော်တို့က view နာတရားနဲ့balance ဖြစ်အောင်ရေးဆွဲဖို့လည်းလိုအပ်ပါဟိုမှာလုပ်ငန်းခွင်မှာကျွန်တော်တို့ခေါင်းဆောင်လုပ်တော့မယ်ဆိုရင်ဒါစီမင်းစည်းကမ်းတွေနားတော့အပြင်ချကြတာနော်ဘယ်လိုချလဲဆိုတော့တယူတန်ပေါ့နော်စီးပွားရေးသမားတွေကတော့စီးပွားရေးဈေးကွက်အတွက်တွက်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်ခေါင်းဆောင်လုပ်တဲ့လူတွေကတယူတန်လို့မရကျွန်တော်နှစ်ဦးနှစ်ဖက်ဝင်းတူဝင်းဖြစ်အောင်လို့ဆိုတော့တွေကတိတိကျကျလေးဆောင်ရွက်ဖို့လိုအပ်ပါရမနော်โอเคပါအဲ့တော့ဒီမှာကျွန်တော်ပေးချင်တဲ့ message ကတော့ခေါင်းဆောင်တယောက်လုပ်တော့မယ်ဆိုရင်ဒါနာ6နာနဲ့ပြည့်စုံဖို့လိုအပ်တယ်ဆိုတာအကြောင်းလေးဆရာကပြောချင်တာဖြစ်ပါဟုတ်ပြီနော်โอเคဒီမေးစရာလေးရှိလားနားမလဲတာရှိလားမရှိတော့ဘူးတဲ့နော်အဲ့ဒါဆိုရင်ကျွန်တော်ခဏလေးနည်းနည်းလေးတွားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဆရာခေတ္တခဏလေးနား break ပေးပါမယ်နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်နောက်တစ်ခုကတော့ဘာရှိမလဲဆိုရင်တဲ့ခေါင်းဆောင်တွေရဲ့အခြေခံသဘောတရားလေးတည်ဖြစ်တဲ့အတွက်ကျွန်တော်တို့သူတစ်ပါးကိုမဥဆောင်ခင်တဲ့ခေါင်းဆောင်တွေကဘာလုပ်ရမလဲဆိုကိုဥဆောင်နိုင်အောင်အရင်ဆုံးစူးစမ်းရမှာဖြစ်ပါတယ်ကိုဥဆောင်ဖို့အတွက်ဘာတွေလိုမလဲเนาะဒါလေးတွေဆက်လို့ပြောပါမယ်sub leadership လို့ခေါ်เนาะနံပါတ်1ကတော့ဘာလဲဆိုတော့ success goal ကိုပန်းနိုင်အသေးလေးတွေချဖို့လိုဟုတ်မှာเนาะလူတယောက်ကတဲ့ဒါတိုးတက်ခြင်းအောင်မြင်ခြင်းဘာလုပ်ရမလဲဆိုတရက်ကိုเนาะ1% လေးပဲပြောင်းလဲအောင်တိုးတက်အောင်လုပ်ပါဘယ်လောက်လဲ1%เนาะတိလေးပဲเนาะတရက်ကိုဘယ်လောက်လဲ1%ဥပမာကိုကဒီလုပ်ငန်းမှာပို့ပြီးတော့တိုးတက်ခြင်းနဲ့ဆိုရင်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေ့လာတာမျိုးတွေเนาะတွေးတောတာမျိုးတွေဒါတွေကိုအများကြီးမလုပ်နဲ့1% လေးပဲနေ့စဉ်လုပ်တော့ဟုတ်ပြီတနည်းနေတဲ့အခါမှာတဲ့ဘယ်လောက်ထိတိုးတက်လာလဲဆိုတော့365ရာခိုင်နှုန်းတိုးတက်လာတယ်ဆရာရဲ့100ရာခိုင်နှုန်းပဲရှိရလေဘယ်လိုဖြစ်လို့365ရာဆရာပြောတာတရက်ကို1%ပေါင်းသွားတာเนาะအဲ့ဒါတော့တနည်းနေတဲ့အခါမှာ365ရာခိုင်နှုန်းနဲ့ကျွန်တော်တို့တိုးတက်သွားတာဖြစ်ပါနောက်တနည်းရဲ့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒါ80-20 rule ရပါเนาะလူတွေကဆိုတော့ဒီကဘာပေါ်မှာဆိုလို့ရှိရင်လည်းကဘာပေါ်မှာရှိနေတဲ့လူဦးရေရဲ့20ရာခိုင်နှုန်းဟာတဲ့ကဘာပေါ်မှာရှိနေတဲ့ငွေကြေးတွေရဲ့80%ကိုပိုင်ဆိုင်ရတယ်။ဘာလဲကဘာပေါ်မှာရှိနေတဲ့20ရာခိုင်နှုန်းကနော်လူသားထဲမှာ20ရာခိုင်နှုန်းကကဘာပေါ်မှာရှိနေတဲ့ငွေနော်ငွေအားလုံးရဲ့80%ကို20ရာခိုင်နှုန်းကပို့ပြီးတော့ပိုင်ဆိုင်ရ။ကျန်တဲ့80ရာခိုင်နှုန်းကကျန်တဲ့20ရာခိုင်နှုန်းကိုတော့ငွေတွေကိုဒါပိုင်ဆိုင်ရတယ်တဲ့။ဒီလိုပဲအောင်မြင်တဲ့လူတွေကကြတော့နော်အများကြီးမရှိဘူးဘယ်နှယောက်ပဲရှိတယ်ဆိုတော့20ရာခိုင်နှုန်းပဲရှိနော်အားကြောင့်မို့ဆရာတို့တွေကတနေ့နဲ့တနေ့တိုးတက်အောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်နောက်တစ်ခုအားတယ်ကျွန်တော်တို့ role model ထား role model လို့ပြောလို့ရှိရင်များတော့အပြင်ဘယ်သူပြေးမြင်လဲတခြားလူတွေပြေးမြင်တယ်ဟုတ်ပြီနော်တခြားလူတွေကိုထားတယ်ကိုကြိုက်နေတဲ့မင်းသားတော်၎င်းကိုကြိုက်နေတဲ့စာရေးဆရာတော်၎င်းကိုရဲ့အထက်လူကြီးတော်၎င်းစသဖြင့်ပေါ့နော်တခြားလူတွေကိုကျွန်တော်တို့ role model တွေနဲ့ထားကြတယ်ဒါပေမဲ့ဘာလို့အောင်လဲဆိုတော့ role model ကို role model ဖြစ်အောင်ကြိုးစားမယ်ဆရာပြောခဲ့တဲ့တနေ့တော့ 1% တိုးတက်အောင်ဆောင်ရမယ်ဆိုလို့ရှိရင်ကို role model အနေနဲ့ထားလို့မရဘူးလားရတာပေါ့ကိုနေ့စဉ်နဲ့အမျှဟုတ်တယ်မလားတိုးတက်အောင်ကြိုးစားနေရနော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ self react rule တဲ့ကျွန်တော်တို့လူတိုင်းဟာနော်လာလာလေးထုတ်လာပြီးဆိုရင်ဘာဖြစ်လဲကိုလိုချင်တာလေးတွေကြီးဝယ်ကြတယ်ဟုတ်တယ်နော်ကိုလိုချင်တာလေးတွေကြီးဝယ်ဒါကတော့ကိုယ်ကိုစုပေးတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဘဝကိုတိုးတက်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ကိုစုပေးဒဏ်ပေးစနစ်ကိုဆရာတို့ကျင့်သုံးရမှာဖြစ်ပါဒီမှာဆရာတို့ဆိုလို့ရှိရင်ကျင့်သုံးတယ်ဘယ်လိုကျင့်သုံးလဲဆိုတော့ဆရာတို့ကစီးပွားရေးလုပ်ငန်းမှာကျတော့အပြောင်းလဲတော့မတူဘူးပေါ့နော်ဆရာတို့ကတော့ဘယ်လိုလုပ်လဲဆိုရင်ကို project တစ်ခုကိုလုပ်လိုက်တယ်မအောင်မြင်ဘူးဆိုလို့ရှိရင်ဒဏ်ပေးတဲ့အနေနဲ့နောက်ထပ် project ကို2ဆတိုးပြီးအလုပ်လုပ်တာဘယ်လိုလုပ်လဲ
နတ်စတိုးပြီးအလုပ်လုပ်နော်ဒါတကယ်လို့မြင်ကိုလိုချင်တဲ့ project ကဒီကိုလုပ်တဲ့ project ကကိုလိုချင်တဲ့ရလဒ်တွေရတယ်ဆိုရင်ဆရာတို့ကဆရာဆိုလို့ရှိရင်တော့ဆရာကနိုင်ကြိုက်တယ်ပေါ့နော်နိုင်ကြိုက်တတ်တယ်နိုင်လေးတွေဝယ်ရကြိုက်တယ်ဆရာကတော့ဆရာကြိုက်တဲ့နိုင်လေးပေါ့နော်အဲ့လိုမျိုးလေးဝယ်ပြီးတော့ကိုစုပေးတယ်ဒါမှမလို့ရှိရင်ဆရာဟောပေါ့နော်ဒီအလူတန်းလောက်ရတာလဲဝါဒနာပါအဲ့တော့ဆရာကအဲ့လိုမျိုး project လေးပေါ့နော်အောင်မြင်လာပြီဆိုရင်ဆရာကကိုလူချင်တာလေးတွေလူတာမျိုးဒီလိုမျိုးလေးတွေဆရာကလုပ်တယ်အဲ့ဒါပါလဲဆိုတော့ကိုစုပေးတံပေးစနစ်ကိုဆရာတို့ကကျင့်သုံးရမှာဖြစ်ပါဒါပေမဲ့လူတော်တော်များများကဘာလုပ်လဲကိုစုပဲပေးကြနော်ဓာတ်မပေးကြနော်အဲဒါကြောင့်မို့ဆရာတို့ကစုပေးတံပေးစနစ်ကျင့်သုံးရမယ်နောက်နံပါတ် 4 ကြောက်ပါလဲဆိုတော့ကိုအမြဲတမ်းပဲ analyze လုပ်အောင်လူတွေကတခြားလူကကိုလက်ညှိုးထိုးတာပဲနော်ခံနေကြတာတကယ်တမ်းတော့ကိုလက်ညှိုးထိုးဖို့လိုတယ်ငါရဲ့အားသာချက်တွေဘာရှိလဲငါရဲ့လိုအပ်ချက်တွေဘာတွေရှိလဲကိုစစ်ဆေးပါကိုမေးပါဘာကြောင့်မို့လဲဆိုတော့လူတွေရဲ့သဘောတော်ဟာဆရာရှိပိုင်းကပြောခဲ့သလိုပဲအပေါ်ယံနေမဲ့သူတို့ကမြင်တာဆရာတို့ရဲ့ကောင်းတယ်လို့ပြောတာလည်းပဲအပေါ်ယံနေတွေပဲမြင်တာနော်ကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုသူတို့မမြင်ဘူးအဲ့တော့ကိုယ့်အကြောင်းဘယ်လိုတည်ဆုံးလဲကိုယ်တိုင်အတည်ဆုံးဖြစ်တယ်နော်ဒါကြောင့်မို့လို့ဆရာတို့ကဘာလို့ဖို့လို့လဲကိုမေးပါငါဘာတွေငါမှာအားသာချက်ဘာတွေရှိလဲငါမှာလိုအပ်ချက်ဘာတွေရှိလဲဟုတ်ပြီငါရဲ့အားသာချက်လေးတွေကိုဆရာတို့ကသိပြီဆိုရင်လည်းရေရှည်အားသာချက်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းဖို့လိုတယ်ဆရာတို့စားတော့ဆိုင်နေလို့ပေါ့ဗျာစချင်းကနဦးဖွင့်တုန်းကတော့အရသာအရန်ကောင်းတယ်တဖြည်းဖြည်းကြာလာတဲ့အခါကျတော့အရသာကငကိုမူလားမရတော့အဲ့တော့ customer တွေကဗာမျောလင့်ဟာလွန်ခဲ့တဲ့တစ်နှစ်လောက်ကအရသာကိုလိုချင်ကြဒီလိုမျိုးတွေဖြစ်အဲ့ဒါဘာကြောင့်မို့လဲဆိုတော့ဆရာတို့ကကိုယ့်ရဲ့အားသာချက်ကိုမထိန်းလို့နော်ကိုယ့်ရဲ့အားသာချက်ကိုလည်းဆရာတို့ကရေရှည်ထိန်းနိုင်အောင်ကြိုးစားမှာဖြစ်ပါနောက်တစ်ခုကဆရာတို့ရဲ့လိုအပ်ချက်ဆရာတို့အများအားပြောတယ်ကို့မှာလူတိုင်းမှာဘာရှိလဲ perfect ဆိုတာမဟုတ်ဘူးမရှိဘူးဘာလဲလိုအပ်ချက်ဆိုတာရှိစမြဲပဲအဲ့တော့ကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ်တိုင်အသိဆုံးတနည်းအားဖြင့်အားနည်းချက်လို့ပြောတာပေါ့ဆရာတို့ကတော့ motivation speaker တွေဆိုတော့နော် motivate ဟိုပါပေါ့ပြောတဲ့အခါမှာနော်လိုအပ်ချက်လို့ပဲသုံးတာပေါ့နော်အားနည်းချက်လို့တော့တိတ်မသုံးချင်ဘူးဟုတ်တယ်နော်အဲ့တော့ကိုယ့်ရဲ့လိုအပ်ချက်လေးတွေရှိတယ်ဆိုလို့ရှိရင်ဘာလို့ရမလဲကိုယ်တိုင်ပြန်ပြီးတော့နော်အားတာချက်ဖြစ်အောင်ပြောင်းလဲရမှာဖြစ်ပါတယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်ဟုတ်လားအဲ့ဒါဘာလဲဆိုတော့ကိုအမြဲတမ်းပဲ analyze လုပ်ပါဒီဟာကိုလောက်တာမဟုတ်ပါဘူးဆိုတော့စီးပွားရေးလုပ်နေတယ်ဆိုတော့ကိုယ့်ရဲ့စီးပွားရေးရဲ့အားတာချက်ဘာတွေရှိလဲအားနည်းချက်ဘာတွေရှိလဲဒါတွေစမ်းစစ်ပါနော်လိုအပ်တာလေးတွေပြင်ပါနော်โอเคနောက်တစ်ခုတော့ဘာလဲဆိုတော့ set positive thinking ကိုအကောင်းမြင်ဝါဒကိုကျင့်သုံးပါတခါတလေကြာရင်ဆရာတို့ဘလောက်ပဲကြိုးစားဘလောက်ပဲရုန်းကန်ပေါ့နော်မဖြစ်တာတွေရှိတာနော်အစင်မပြေတာတွေရှိတာအဲ့ဒီခါကြလို့ရှိရင်ဘာလုပ်လဲကိုအားညစ် depression တွေဝင်တယ်စိတ်ဓာတ်တွေကျတယ်ဟုတ်တယ်နော်ဒီလိုမျိုးဆိုတော့ကျွန်တော်တို့ဘလို့မှအဆင်မပြေနိုင်အလုပ်ကိုဆက်ပြီးတော့မလုပ်နိုင်အဲ့တော့ကျွန်တော်တို့ခေါင်းဆောင်ဆိုတာတဲ့ဘာလဲဆိုတော့ zero to hero လို့ခေါ်တယ်ကိုယ်တိုင်ကိုမှတာနော်ဘာမှစားစရာမရှိပေမဲ့ကိုယ့်ရဲ့ team member တွေ follower တွေအတွက်ဆိုရင်ကျွန်တော်တို့ကစားစရာရှာဖွေပေးရတယ်အဲ့ဒါ leader တွေပဲနော်အဲ့လိုမျိုးပဲကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့ကိုမှတာတကယ်တမ်း positive thinking မဟုတ်ဘဲနဲ့ negative thinking တွေနဲ့တွေးနေမယ်စိတ်ဓာတ်တွေကျနေမယ်အလုံးလုံးချင်းစိတ်မရှိဘူးဆိုရင်ကိုယ့်ရဲ့ team member တွေ follower တွေကိုဆရာတို့တွေကဘာလုပ်လို့လဲဥဆောင်လို့မရနိုင်ဘူးဒါကြောင့်မို့လို့ဆရာတို့တွေက positive thinking ငါစူးစမ်းခဲ့ပါလားနော်ငါအကောင်းဆုံးစူးစမ်းခဲ့ပါလားဒီလိုမျိုးစိတ်ဓာတ်နဲ့ဆရာတို့ကဆောင်ရွက်သွားဖို့လိုပါနောက်တစ်ခုတော့ဘာလဲဆိုတော့ self reliant practice နော်အားလုံးဒီအတိုင်းပဲ practice make perfect ပေါ့ကျွန်တော်တို့ perfect ဖြစ်ချင်ဘာလုပ်ရမလဲ practice များများလို့ဆရာတို့ဆိုလို့ရှိရင်လေdiploma မတင်ခင်မှာပေါ့နော်ဆရာ certificate နဲ့သွားတာဘယ်နှစ်နှစ်လောက်သွားရလဲဆိုတော့ certificate level မှာကို2နှစ်လောက်ဆရာစာသင်ရပါအဲ့ဒီဟာနော်2နှစ်ဆိုတာကဆရာတစ်လကိုအနည်းဆုံးသင်တန်းက9ခုလောက်ဆရာဖွင့်တယ်တပတ်ကိုပြပြမယ်နော်တပတ်ကိုကြွားရမဟုတ်ဘူးနော်တပတ်ကိုဆရာ9ရက်ရှိတဲ့တဲမှာတောက်ကြနေတည့်ရက်ပဲဆရာနာကျန်တဲ့6ရက်ကိုဆရာစသင်ပါအဲ့ဒီဘဝပေါ့နော်အောက်ခြေကစအောင်2နှစ်လောက်အဲ့လိုသင်ရတာနော်2နှစ်ပြီးသွားတဲ့အခါမှာဆိုတော့ဘာရလဲဆိုတော့ trainer ပေါ့ master trainer လို့ခေါ်တဲ့လက်မှတ်ကိုကျွန်တော်ရပါပထမတော့အခြေခံ professional trainer လို့ခေါ်တဲ့ level 1ဆိုတော့ပြီးတယ်ဗျ level 1ပြီးတာနဲ့ဆိုတော့2နှစ်လောက်စာသင်ရတယ်အတွေ့အကြုံတွေယူရတယ်နော်အဲ့ဒီပြီးသွားတဲ့အခါကျမှဆိုတော့ဘာလာမလဲ master trainer ကိုဆိုတော့ရပါအဲ့ဒီကနေလို့ဆိုတော့နောက်တစ်ဆင့်ဘာပြန်လုပ်ရလဲဆိုတော့ဆိုတော့ဒီ UK ကဖွင့်တဲ့နော် soft skill trainer ဆိုတဲ့ level ကိုဆိုတော့တက်လန်းရလွယ်တော့မလွယ်အခုဆိုလို့ရှိရင်ဆရာကသင်ကြားရေးပိုင်းမှာဆိုရင်9နှစ်လောက်ရှိပေါ့နော် experience အနေနဲ့ပြောပြတာနော် okay ပါအဲ့တော့ပြောချင်တာက set leadership ဖြစ်ဖို့အတွက်ဆရာတို့တွေကတဆင့်ချင်းစီပေါ့နော်
သွားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးဒါဥစားပထမသိရှိစေဖို့လိုအပ်ပါတယ်โอเคပါအဲ့တော့ဒီတီရလားမေးစရာလေးရှိပါသလားโอเคပါနော်โอเคပါအားလုံးရောက်လာပြီဆိုတော့ကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့ဆရာခန်းတော်က group တွေအားလုံးကိုလိုက်ပြီးတော့check in လိုက်တယ်ပေါ့နော်ခေါင်းဆောင်တွေမှာတခါတည်းနမူနာယူအောင်ဆရာပြောလိုက်မယ်ပေါ့နော်ကျွန်တော်တို့ခေါင်းဆောင်တွေလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ team member တွေ follower တွေကိုဆရာတို့ကduty တွေပေါ့နော်အလုပ်တာဝန်တွေခွဲဝေပေးကြတယ်နော်အဲ့လိုခွဲဝေပေးပြီးလို့ရှိရင်ဆရာတို့တွေကဘာလုပ်ရမလဲဆိုတော့မျက်နှာလဲခဲပစ်လုပ်ထားလို့မရဘူးပေါ့နော်ပြစ်ထားလို့မရဘူးနောက်ကနေလို့ဘာလုပ်ရမလဲဆိုရင်check in လိုက်လုပ်နေရမယ်ပေါ့နော်သူတို့တွေတကယ်ရောလုပ်နေကြလားဘာလေးတွေလိုအပ်တယ်နော်ဒါလေးတွေဆရာတို့ဆောင်ရွက်ရမယ်ပေါ့ဆရာဆိုလို့ရှိရင်လည်းအခန်းတော်မှာလိုက်ပြီးတော့နော် group တွေကိုလိုက်ပြီးတော့ check တယ်ပေါ့နော်တကယ်ရောဆွေးနွေးနေကြတာလားဘယ် group ကဘာတွေပြောနေကြလဲပေါ့နော်ခဏတစ်ဖြုတ်ဆရာလိုက်ကြည့်တယ်ပြီးကြရင်ပြန်ထွက်တယ်နောက် group သွားတယ်ပေါ့နော်ခုန group လုံးဆရာရောက်ပါနော်โอเคပါအဲ့တော့ကျွန်တော်ဒီကိုယ့်ရဲ့ run လေးကိုမှတ်မိလား run မှတ်မိကြတယ် မှတ်မိပါတယ်ဆရာ မိပါကြဘူး Okay, နံပါတ်9ပါ ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကိုယ့်ရဲ့ group ထဲမှာပေါ့နော်ဘယ်သူကဒါ group leader လေးတွေလက်လေးထောင်ပေးပါဦး group leader လေးတွေ yeah reaction sign ထဲမှာပေါ့နော်လက်ကလေးထောင်တာရှိပါတယ်ဆိုတော့ great hand လေးဆိုတာ ကျွန်တော် group ကဘယ်တော့မှမသိဘူးဗျာ okay okay ဆရာကျော်ကျွန်တော်တို့ group 4ထဲမှာပါ ဟုတ်ပြီ ဆရာကျော်တင်ရ အဲ့ group leader လေးလက်ကလေးထောင်ပေးပါဦးနော် group leader လေးဆိုတော့ ဆရာကျော်စိတ်လက်ကလေးထောက်ပါအောင်ဆရာ room 3ကနေဘယ်သူဟိုပါလဲထောက်ပါလိမ့်မသိဘူး Okay, okay.လားcomment ခန်းလား comment ခန်းလုပ်လိုက်ပါတယ် comment ခန်းကောက်ပါတယ်စကားပြောတာ okay ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဆရာတို့ဒါနာမည်လေးခေါ်ပါမယ်ဆိုတော့ဒီgroup leader ပေါ့နော်လာရောင်တော်ပေါ့နော်လာရောင်တော်ဆိုတဲ့အကောက်ကလေးနဲ့ဆွေးနွေးပြပါအောင်ဗျ group ကရော မင်္ဂလာပါဆရာကျွန်တော်ကျောင်းသားပါဆရာကျွန်တော်ကဒီပါတယ်ပါဆရာ ဟုတ်ကဲ့ကြားပါတယ်ဟုတ်ဆွေးနွေးပြပါအောင်ဗျဟုတ် ဟုတ်ကဲ့ပါဆရာကျွန်တော် group ကတော့ပေါ့နော်ဆရာကျွန်တော်တို့ဆွေးနွေးခဲ့တာလေးတွေကိုကျွန်တော်အနှစ်ချုပ်ပြီးပြန်ပြောပြမယ်ဆိုရင်ကျွန်တော် group ကကျွန်တော်ပါတယ်စောမွန်ပါတယ်အမတော်နုနုခင်ပါတယ်အမတော်တင်နီလာဝင်းဆိုတဲ့ကျောင်းသားကျောင်းသူ၄ယောက်ပါပါတယ်အဲ့ဒီမှာစောမွန်ကပြောသွားတာလေးကျွန်တော်မှတ်မိတာကတော့ခေါင်းဆောင်ရှိတာမရှိတာကွာတယ်ပေါ့ခေါင်းဆောင်ရှိတယ်ဆိုတာကြတော့မိရထားကြီးတစ်စင်းလိုပဲပေါ့နော်ဆရာမိရထားဆက်ကောင်းကတကယ် modernize ဖြစ်တဲ့မိရထားတွဲကြီးလို့ပေါ့နော်သူကခေါင်းဆောင်ကောင်းရှိရဆိုမိရထားခေါင်းရှိတယ်ဆိုရင်လိုရာခီးကိုရောက်မယ်ပေါ့နော်ဆရာအောင်မြင်မှုပန်းနိုင်အသီးသီးဖြစ်မယ်အကျိုးမြတ်တွေအများကြီးရမယ်ပြီးတော့နောက်ကလိုက်ပါလာတဲ့လက်အောင်ငယ်သားတွေကအစားခေါင်းဆောင်တဲ့အတူတူလိုရာခီးကိုရောက်တယ်ဆိုတော့မိရထားကြီးကိုမူတည်ပြီးတော့ခေါင်းဆောင်ရှိခြင်းရဲ့အကျိုးကျေးဇူးကိုရှင်းသွားပါတယ်ဆရာနောက်အမတော်တင်နေတာဝင်းရကြဘယ်လိုပြောသွားလဲဆိုတော့ခေါင်းဆောင်ကောင်းရှိတယ်ဆိုတာအဖွဲ့အစည်းပေါ့နော်အဖွဲ့အစည်းမှာအဖွဲ့အစည်းတစ်ခုခုကခေါင်းဆောင်ကောင်းရှိတယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းတွေကစီးလုံးတယ်ညီညွတ်တယ်ပြီးတော့အကျိုးရတဲ့တစ်ခုခုမှန်မှန်ကန်ကန်အောင်မြင်မြင်အကျိုးရှိရှိဆောင်နေတယ်ဆိုတာမျိုးကိုပြောပြသွားတယ်ပေါ့နော်ဆရာနောက်တစ်ခါအမတော်နုနုခင်ကကြပြောသွားတဲ့အခါမှာခေါင်းဆောင်ရှိတဲ့အဖွဲ့အစည်းကပြောစရာကောင်းတယ်နောက်ပြီးဒီစိတ်တွေအမြဲတမ်းပေါ့နော် motivation တွေဖြစ်နေတယ်ပေါ့ပြီးတော့ခေါင်းဆောင်တဲ့ဒီလောက်ငယ်သားကြားထဲမှာခုနပြောတဲ့ trust တစ်ခုကိုတိဆောက်တဲ့အခါမှာပြဿနာတွေမဖြစ်ဘဲနဲ့ဒီကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ goals ကိုပေါ့နော် goals ကိုပြဿနာဖြေရှင်းတဲ့အခါမှာပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်ချတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်ဆရာမှန်မှန်ကန်ကန်ရောက်ရှိသွားတယ်ဆိုတာမျိုးကျွန်တော်ရှင်းနေခဲ့ပါတယ်ကျွန်တော်ကတော့ဘာလို့ရှင်းနေခဲ့လဲဆိုတော့ခေါင်းဆောင်ကောင်းရှိတဲ့အဖွဲ့အစည်းဟာဆိုရင်ဒီခေါင်းဆောင်ကောင်းကအမြဲတမ်းလောက်ငယ်သားတွေပေါ်မှာ motivation တစ်ခုခုပေးနိုင်တယ်အဲ့ဒီအဖွဲ့အစည်းရဲ့ productivity အားကောင်းသွားတယ်ခေါင်းဆောင်ကောင်းတဲ့လောက်ငယ်သားတွေကြားထဲမှာ communication cooperation ကောင်းတဲ့အခါမှာ
ခုနပြောတဲ့ profit ကို maximization လုပ်နိုင်တယ်ပြီးတော့ခေါင်းဆောင်ကောင်းရှိတဲ့ organization ရဲ့ culture က strong ဖြစ်တဲ့အပြင်ကျန်တဲ့ဖွဲ့စည်းတွေရဲ့ဥမာကောင်းတစ်ခုလည်းဖြစ်လာနိုင်တယ်နောက်တစ်ခုကကျတော့ခေါင်းဆောင်ကောင်းရှိတဲ့ဖွဲ့စည်းโอเคပြောနေရင် line ကြပါ ဟုတ်တယ်ပြောရတယ် โอเคခဏလေးတော့စောင့်လိုက်ပါတကယ်လို့နည်းနည်းလေးဖြစ်တဲ့အချိန်တော့တခြား group ကိုအချိန်ပေးပါမယ်โอเคအဲ့ဒီ group ကပေါ့နော်ဟိုကိုစားပြောပေးလို့ရမလားကိုစားပြောပေးမဲ့လူရှိလားကိုစားပြောပေးမဲ့လူရှိလို့ရှင်လည်းပြောပေးပါဦးနော် Hello ဆရာဟုတ် โอเคအဲ့ဆရာကျွန်တော်အနေချောလိုက်တော့နော်ဆရာအနေချောလိုက်အဲ့တော့ဆရာကျွန်တော်တို့ဒီပေါ့နော်ခုနပြောတဲ့ဒီ profit တွေအများကြီးဖြစ်တယ်ခေါင်းဆောင်ကောင်းတဲ့လောက်ငယ်သားကြားထဲမှာဒီ social relationship တွေအားကောင်းတယ်ပြီးတော့ခေါင်းဆောင်ကောင်းရှိတဲ့အဖွဲ့အစည်းအားဆိုရင် creative ခေါ်တဲ့ innovative ခေါ်တဲ့ thinking mindset တွေအများကြီးဖြစ်စေတယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးခေါင်းဆောင်ကောင်းမရှိရဆိုခုနပြောတဲ့ကောင်းကျိုးတွေကမရနိုင်ဘူးဆိုတဲ့အကြောင်းကိုပဲကျွန်တော်တို့အဖွဲ့အစည်းကျွန်တော်တို့အဖွဲ့ကနေပဲဆွေးနွေးโอเคပါကျေးဇူးအများကြီးတင်ပါတယ်နော်ကျွန်တော်အသေးလေးတွေပြပြီးတော့အားပေးကြအောင်နော်โอเคပါအဲ့တော့ကျွန်တော်နောက်တစ်ယောက်ကိုကျော်စိန်တို့မင်္ဂလာပါကိုကျော်စိန်တို့ group ကကျွန်တော်ဆွေးနွေးပေးပါဦးဗျဟုတ်မိုက်လေးဖွင့်ပေးပါဦးဟုတ် ဆရာမင်္ဂလာပါခင်ဗျာဆရာ ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကျွန်တော်တို့ကတော့ဒီ4ယောက်လောက်မသိဘူးလိုက်ရတဲ့ထွက်လိုက်ဝယ်လိုက်နေဆိုတော့4ယောက်ပဲထင်တယ်ဟုတ်ဒီသူကနာမည်လေးတော့တချို့လေးသူကတိတ်ချမရေးထားဘူးနာမည်လေးတိတ်မမှတ်မေးကျွန်တော်တို့ဒီဆွေးနွေးထားတာလေးကတိတ်တော့အများကြောင့်မရှိတော့ဘူးလင်ကဒီချုပ်ချက်တော့ရှိမယ်ကျွန်တော်တို့ဒီခေါင်းဆောင်ကရှိမယ်ဆိုရှိရင်ပြောကောင်းကျိုးတွေကတော့ဒီသူ့ရဲ့တီးရောသူကမြန်မြန်တိုးတက်မှာပေါ့လေမြန်မြန်တိုးတက်မယ်ပြီးတော့သူရဲ့ဒီချမှတ်ထားတဲ့ vision mission တွေတော့မြန်မြန်ရုပ်မယ်ပေါ့ရုပ်လည်းမယ်ပြီးတော့ unity တွေဒီ team member တွေချင်းကြား unity ရှိမယ် unity ပိုကောင်းတယ်ပေါ့ unity ပိုကောင်းတော့လုံငါးတွေကပြောစရာကောင်းပြီးတော့သူကဟိုထားချင်းဒီသူကကိုရင်းပေးမှုရှိမယ်ပြီးတော့လုံငါးလို့ရမှာတက်ကြွမှုရှိမယ်ဒီပြဿနာတွေဖြစ်လာရင်လည်းသူကဒီပြဿနာတွေမရှိတဲ့လို့နဲမှာပေါ့လေတဲ့သူတို့ချင်းမှာပြဿနာတွေနဲမယ်သူလုံငါးနဲ့ပတ်သက်တဲ့ပြဿနာဖြစ်လို့ရှိရင်လည်းသူကဒီဖြည့်ရှင်းနိုင်သွားမှာပေါ့ဖြည့်ရှင်းဖို့ဒီကြာကုန်းညာကလေးပူထွက်မှာပေါ့လေသူ unity ရှိတဲ့ခါကြတော့လေဆက်ပြီးတော့ဒီဟိုထားလူမနေရာမှာဒီခေါက်ဆောက်ကနေပြီးလူမနေရာမှာရွေးထားတဲ့အတွက်ကြောင့်လုံငါးဒီသူကခေါက်ဆောက်မရှိရင်တောင်မှသူကဆက်တုတ်တော့သွားမဲ့သဘောတွေဖြစ်သွားမှာလေဆိုပြီးတော့ဒီရချင်းရှိတဲ့ဟိုထားနေပြီးတော့သူကဟိုထားလေးပုံမြဲပါပါစေဟိုထားမထက်တော့ဘူးပေါ့ဒီခေါက်ဆောက်ကငါရဲ့တက်လာကိုသူကခေါ်ဆောင်ပေးနေတယ်ပေါ့အဲ့လိုပုံစံမျိုးတွေသူ automatic motivation တွေရနေမယ်အဲ့လိုသဘောတွေဒီကောက်ကျိုးတွေရလိမ့်မယ်တို့ကျွန်တော်တို့ဆွေးနွေးထားပါတယ်ဆရာဒီဆိုကြတော့အဲ့ဒါခုနပြောပြသဘောမျိုးပဲဆရာဒီဒီခေါက်ဆောက်ကမရှိလို့ရှိရင်သူမတိုးတက်နိုင်ပြဿနာတွေများမယ်ပတ်တဲ့တို့မရှိကိုသူမရောက်ဘူးပြည်ကျွန်တော်ဒီမရှိတဲ့ခါကျတော့လူငါးမှာပြဿနာတွေများမယ်ပြောစရာတွေမကောင်းဘူးပေါ့နော်ဟိုထားတွေဒီထွက်မှာပေါ့ဒီချင်းရှိတဲ့ပေါ်ထားတွေပို့ပြီးတော့ဒီထွက်မြန်လေးပဲငါရဲ့တက်လာလဲလူမနယ်မှာလည်းမရှိဘူးပြီးတော့ဒီငါရဲ့လူမနယ်မှာရှိတဲ့အတွက်ကြောင့်သူကငါရဲ့တက်လာတဲ့ဒီပိတ်နေတယ်ပေါ့လေအဲကြောင့်အဲကြောင့်ငါမြန်ထွက်မရမှာဆိုတဲ့ပုံမျိုးတွေတွေးပြီးတော့ဒီဟိုထားတွေများသူထွက်နေတဲ့သဘောတွေရှိတယ်လူငါလည်းပြောစရာကောင်းမှာမဟုတ်ဘူးအဲ့လိုလူငါနောက်ဆုံးသူကဆိုရှယ်မီဒီယာအများကြီးနဲ့ဖြစ်သွားနေတဲ့ဆရာအဲ့လိုကျွန်တော်တို့ကဆွေးနွေးလိုက်တဲ့ဆရာဟုတ်โอเคပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ပြီအဲ့တော့အမေတာနယ်မင်္ဂလာပါအမေတာနယ်တို့ group ကကျွန်တော်ဆွေးနွေးပေးပါဦး
Okay ပါဆရာဟွာကျမတို့ group မှာတော့ဆရာရဲ့ဟွာပေါ့မအေးငိမ့်ရဲ့ဖြူရဲ့ကိုကျော်ဝင်းရဲ့ပေါ့နော်ကျမမဟိတာနိုရဲ့ဆိုပြီး4ယောက်ပထမတော့ပါပါတယ်ဆရာဖြူကတော့ဟွာဖြစ်သွားတာပေါ့နော်ဒီဟွာနင်းပေါ့နော်ဆရာဒီ line ရဲ့အနေထားကြောင့်ဖြစ်ပါမယ်ဆရာ line အခြေအနေကြောင့်ဟိုကအတက်အကျဖြစ်ပြီးရောဟိုဆွေးနေတဲ့ထဲမှာဝင်မပါပြစ်ဘူးပေါ့နော်ဆရာရဲ့အဲ့တော့ကျမတို့အခုဟိုပေါ့အရင်ဆုံးကိုကျော်ဝင်းရဲ့ဆွေးနွေးမှုကိုကျော်ဝင်းရဲ့ဆွေးနွေးမှုဟိုပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုကျော်ဝင်းကဟိုမန္တလေးကဖြစ်တယ်ပေါ့ဆရာရဲ့လုပ်ငန်းလုပ်တာတဲ့ဟိုပေါ့နော်ဆရာရဲ့တစ်နှစ်ပဲရှိသေးတယ်အခါကျတော့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေသူတို့ရဲ့ဒီတစ်နှစ်ရှိတဲ့အတိုင်းတာမှာလည်းသူတို့ရဲ့အဖွဲ့အစည်းလေးတွေနဲ့ပတ်သက်ပြီးတော့သူတို့ဒါပြောတဲ့အခါမှာကိုကျော်ဝင်းအနေနဲ့ကတော့ဒါသူဒီ leader တယောက်ဆိုတာကဒါဟို leader တယောက်ဆိုတာက perfect မြဲဖြစ်နေတယ်ဆိုတာတော့မရှိနိုင်ဘူးပေါ့နော်ဒါပေမဲ့ခေါင်းဆောင်ကောင်း leader ကောင်းဖြစ်အောင်တော့ကျွန်တော်တို့အကုန်စူးစမ်းရမယ်ပေါ့နော်ကျွန်တော်တို့အကုန်စူးစမ်းရမယ်ကိုတိုင်းလည်းအနစ်နာခံရမယ်စံနမူနာဖြစ်အောင်လုပ်ရမယ်ဒါမှသာလျှင်ဒါနောက်ကနေပြီးတော့လိုက်လာတဲ့ follower တွေကကိုယ့်ရဲ့အနစ်နာခံမှုကိုယ့်ရဲ့စံနမူနာဖြစ်မှုကိုကြည့်ပြီးတော့ဒီ organization ဒီအဖွဲ့အစည်းမှာပေါ့နော်လှုပ်ဆောင်မှုလေးတွေကောင်းသွားမယ်ပေါ့နော်ဒါကိုဒါဆွေးနွေးသွားပါတယ်ဆရာနောက်ဒီကိုကျော်ဝင်းတင်ပြဆွေးနွေးတာလေးတစ်ချက်ကလည်းဒီ organization ကဘာတွေပါလာနိုင်လဲဆိုလို့ရှိရင်ရှေ့ကိုလည်းမသွားဘူးနောက်မှလည်းမနေဘဲနဲ့ကန့်လန့်သမားလေးတွေလည်းရှိတတ်တယ်ပေါ့နော်ဒါသူ့ရဲ့အတွေ့အကြုံလေးကောင်းပါတယ်ဆရာဒါအဲ့လိုမျိုးလေးတွေလည်းရှိနိုင်တယ်လုပ်ငန်းမှာပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကအဲ့ဒီပါလာတဲ့ရှေ့လည်းမသွားဘေးကလည်းနောက်ကလည်းမနေဘေးတိုက်ကန့်လန့်ဖြစ်နေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာလည်းကိုကဘယ်လိုမျိုးcommunication ကိုတိဆောက်ရမယ်ဘယ်လိုမျိုးလုပ်သင့်တယ်ဆိုတာကိုလည်းကိုကတွေးတောနိုင်ရမယ်ပေါ့နော်အဲ့တော့ဒီခေါင်းဆောင်ကောင်းတယောက်ရှိတဲ့အခါကြလို့ရှိရင်ဒါမျိုးတွေကိုဒီလိုမျိုးပေါ့နော်ဒီလှုပ်ဆောင်သွားတဲ့အခါကြတော့ခေါင်းဆောင်ကောင်းရှိတဲ့ organization တခုဟာဆိုလို့ရှိရင်အားလုံးကိုစုစုစည်းစည်းနဲ့ဖြစ်အောင်လှုပ်သွားနိုင်တယ်ပေါ့နော်ခေါင်းဆောင်ကောင်းမရှိရင်တော့ဒါတွေရဲ့ပြောင်းပြန်ဆန့်ကျင်မပေါ်ဆရာရဲ့နော်ဒါကိုကျော်ဝင်းကတော့ဒီကောင်းတဲ့ခေါင်းဆောင်ကောင်းရှိခြင်းဟာအားလုံးဟာဟိုပေါ့စုစုစည်းစည်းဖြစ်ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့ဆရာရဲ့နော်ဒါမအေးငိမ့်ရဲ့ဆက်လက်ဆွေးနွေးမှုမှာကြတော့ဆရာရဲ့မအေးငိမ့်ကတော့သူကပေါ့နော်ဥပမာလေးတစ်ခုပြောတယ်ဥပမာလေးကဥမာကုမ္ပဏီတစ်ခု project တစ်ခုမှာဟိုပါပေါ့ပျက်စီးသွားတာမျိုးဖြစ်စေတခုခုပေါ့နော်ဆရာရဲ့အရေးပေါ်အခြေအနေပြောဖြစ်စေဟိုတခုခုကြုံလာပြီးတွေ့လာပြီးဆိုလို့ရှိရင်project တစ်ခုမှာဖြစ်စေပေါ့နော်အဲ့ဒီမှာခေါင်းဆောင်ကောင်းရှိနေမယ်ဆိုရင်ခေါင်းဆောင်ကောင်းသည်ဟိုပါပေါ့ responsibility ရှိမယ်တာဝန်ယူမှုတာဝန်ခံမှုရှိမယ်follower တွေရဲ့အကြံဉာဏ်ကိုလည်းသူကရယူပြီးတော့ဘယ်လိုတွေလုပ်ရမလဲဆိုတော့ဆုံးဖြတ်ချက်ကိုလည်းသူချမှတ်မယ်အဲ့တော့အဲ့လိုမျိုးတွေကခေါင်းဆောင်ကောင်းရှိတဲ့အခါခေါင်းဆောင်ကောင်းကဒါမျိုးတွေကိုလှုပ်ဆောင်နိုင်တယ်ပေါ့နော်ခေါင်းဆောင်ကောင်းမရှိတဲ့အခါကျလို့ရှိရင်သူက collect လုပ်နိုင်တာမျိုးလည်းမရှိတော့ဘူးခေါင်းဆောင်ကောင်းမရှိရင် collect လည်းမလုပ်နိုင်ဘူးနောက်ပြီးတော့ဟို idea တွေအကြံဉာဏ်တွေကိုလည်းခေါင်းဆောင်ကောင်းမဟုတ်ရင်သူကနားထောင်မှာမဟုတ်ဘူးfollower တွေရဲ့အကြံဉာဏ်ကိုလည်းသူကယူမှာမဟုတ်ဘူးပေါ့နော်နောက်ခေါင်းဆောင်မဟုတ်ဘဲနဲ့ခေါင်းရှောင်တာမျိုးလည်းဖြစ်သွားနိုင်တယ်ဒါဆိုလို့ရှိရင်ခုနငကိုတွေကမှဒီလိုရေးပေါ်အခြေအနေတွေဒါမှမဟုတ်လို့ရှိရင်project တစ်ခုပျက်စီးသွားတာမျိုးတွေဖြစ်စေအဲ့လိုအနေထားမျိုးမှာဆိုလို့ရှိရင်ဒီခေါင်းဆောင်ကောင်းမရှိခြင်းဟာအင်မတန်မှအကြက်တဲအခက်ခဲတွေးစေနိုင်တယ်ဆိုတာလေးကိုမအင်းကြီးကရှူတောင်းတစ်ခုကနေပြီးတော့တင်ပြဆွေးနွေးသွားပါတယ်ဆရာဟုတ်ကျမအနေနဲ့ကတော့ဆရာဒါကတော့ဒီဆရာမေးတဲ့မေးခွန်းခေါင်းဆောင်ကောင်းရှိခြင်းရဲ့အကျိုးခေါင်းဆောင်ကောင်းမရှိခြင်းရဲ့အဆိုးကျိုးတွေပေါ့နော်အဲ့မှာတော့ဆရာရဲ့ကျမတို့မြန်မာမှာဒီသကပုံလေးတစ်ခုရှိတယ်လေဟိုအကွတ်မဲ့ကြံဗယန်းဘက်တာဒါအကွတ်မဲ့သွားပြီဆိုလို့ရှိရင်ဒါအကုန်လုံးကဗယန်းဘက်တာဖြစ်သွားနိုင်တယ်လို့ဒါပြောခဲ့တယ်ဆိုတော့ဆရာရဲ့ခေါင်းဆောင်ကောင်းမရှိဘူးဆိုရင်တော့ဒီ organization တစ်ခုလုံးကမရှိဘူးဆိုရင်သူ့ရဲ့စိုးကျိုးကပျက်စီးခြင်းလမ်းစဉ်ကိုပဲသွားမယ်ပေါ့နော်ခုနကျမတို့ဖွဲ့တဲ့ကိုကျော်ဝင်းတို့မအေးငိမ့်တို့ပြောသလိုပါပဲဒါရိုးရိုးတန်းတန်းလေးဒီတိုင်းဗာပြဿနာမှမရှိပဲ
သွားနေရင်တောင်မှခေါင်းဆောင်ကောင်းမရှိခြင်းသည်အားလုံးကိုစုစည်းမှုဟိုပါပေါ့နော်ကော်လက်လည်းမလုံနိုင်ဘူးနောက်ပြီးတော့ vision mission တွေမှာလည်းပြီးမြောက်အောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူးပေါ့ခေါင်းဆောင်ကောင်းမရှိတဲ့အခါကြလို့ရှိရင်အဲ့တော့ခေါင်းဆောင်ကောင်းရှိမယ်ဆိုရင်တော့vision mission အားလုံးကိုဟိုပေါ့နော်ပြီးမြောက်အောင်မြင်အောင်လှုပ်ဆောင်နိုင်မယ်ပေါ့နော်အဲ့တော့ခေါင်းဆောင်ကောင်းဆိုတာကလည်းဆရာပြောခဲ့သလိုပဲပေါ့နော်ခေါင်းဆောင်ကောင်းဆိုတာဟို vision ကိုလည်းသိတယ်မိမိရဲ့လမ်းစဉ်ကိုလည်းသိတယ်အဲ့တော့ vision ကိုသိပြီးမိမိရဲ့လမ်းစဉ်မိမိရဲ့ way ကိုလည်းသိပြီးတော့မိမိရဲ့နောက်က follower တွေကိုမိမိကဲ့သို့ပဲ leader ဖြစ်အောင်လှုပ်ဆောင်ပေးနိုင်တာကိုခေါင်းဆောင်ကောင်းလို့ဆိုလို့ရတယ်ဆိုတဲ့ခါကျတော့ခေါင်းဆောင်ကောင်းရှိခြင်းဟာအဖွဲ့အစည်းတစ်ခုတိုင်းပြည်နိုင်ငံတစ်ခုလုပ်ငန်းတစ်ခု community တစ်ခုအောင်မြင်ခြင်းရဲ့အဓိကအကြောင်းအရင်းလို့ဟိုကျမအနေနဲ့ထင်ပါတယ်ဆရာဟုတ်ကဲ့ဟိုကျေးဇူးပါပဲဆရာလိုအပ်တာလေးရှိရင်လည်းခွင့်လွှတ်ပါဆရာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အများကြီးပဲဆွေးနွေးသွားတာနော်ဟုတ်ကဲ့ပါဆရာတမဗျာဦးစင်းပြီးတော့ဆွေးနွေးပြပါအောင်ဗျာဦးစင်းတို့ group ကတော့၄ယောက်ပေါ့နော်၄ယောက်မှာတယောက်မှလှိုင်းမကောင်းကြဘူးဖြစ်နေကိုတပားတွေကြမ်းအဲ့တော့ဆီယမဒေါ်စန္ဒာခိုင်ရေလွင်ရေဒေါ်မိုးရေဆိုတော့၄ယောက်ပေါ့၄ယောက်ထဲမှာမျက်နှာလည်းမမြင်ကြဘူးအဲ့လိုမျိုးလှိုင်းကလည်းမကောင်းကြတော့တတိချဆွေးနွေးခွင့်မရဘူးပေါ့နော်ဆွေးနွေးခွင့်မရရင်ပဲအဲ့ဒါဦးစင်းဆွေးနွေးတာကတော့ခေါင်းဆောင်ကောင်းရှိခြင်းကောင်းကျိုးနဲ့ဆိုးကျိုးနှစ်ခုပေါ့နော်အဓိကအဲ့လိုပြောချင်တာပေါ့ခေါင်းဆောင်ကောင်းရှိရင်ဘာတွေရနိုင်တယ်လဲခေါင်းဆောင်ကောင်းမရှိရင်ဘာတွေဖြစ်မလဲပေါ့ဆိုးကျိုးကပါတယ်လေကောင်းကျိုးကပါလေအဲ့တော့ဒီကောင်းကျိုးနဲ့ဆိုးကျိုးကကိုပြန်ပြီးတော့ nation comparative ပြန်လုပ်ပါပေါ့ nation လိုက်ပါပေါ့အဲ့တော့ခေါင်းဆောင်ကောင်းရှိခြင်းကောင်းကျိုးကတော့နံပါတ်1အဖွေးစစ်မြင်မာလာမှာပေါ့စွမ်းရည်တွေမြင်မာလာမှာဖွေးစစ်မှာစွမ်းရည်တွေမြင်မာလာမှာစွမ်းရည်တွေမြင်မာတယ်ဆိုတာဘယ်လိုမျိုးတွေကိုခေါ်တယ်လဲဆိုရင်အဖွေးစစ်ရဲ့ရင်မဲ့ချက်တွေကိုရှင်းရှင်းလင်းလင်းသိပြီးတော့အတူတူကလက်တွဲဆောင်ရွက်ကြတယ်ပေါ့လုပ်ငန်းတာဝန်များမြန်ဆန်ထိရောက်စွာပြီးမြောက်တယ်ဒီစွမ်းဆောင်ရည်ရှိမရှိကိုလုပ်ငန်းတစ်ခုကိုကြည့်လိုက်တာနဲ့ဒီလုပ်ငန်းကမြန်မြန်ဆန်ပြီးသလားဘယ်လောက်ထိရောက်ပြီးတယ်လဲဆိုတာကိုကြည့်လိုက်ရင်ဒါသိတာတယ်ပေါ့နော်အဖွေးစစ်ရဲ့စွမ်းဆောင်ရည်မြင်မာခြင်းနံပါတ်1ဒါနံပါတ်2အဖွေးဝင်များစိတ်ဓာတ်မြင်မာခြင်းခေါင်းဆောင်ကောင်းဆိုတာကိုတယောက်တည်းတက်ကြွနေလို့မရဘူး follower တွေကိုလည်းစိတ်ဓာတ်တွေတက်ကြွအောင်ခွန်အားတွေရှိအောင်ပေးနိုင်ရတယ်ဥပမာသူတို့ရဲ့စ조사မှုတွေသူတို့တွေဒီပြီးတော့လာဟောပေါ့နော်ဘယ်လိုပြောလဲအဖွေးရမယ်စိတ်ဓာတ်မြမာလာလို့ရှိရင်လာစာတွေမပြေလေတာတွေလာစာအခက်ခဲတွေပြဿနာတွေလည်းမရှိတော့ဘူးဒီလိုပုံစံမျိုးဖြစ်အောင်ထီကိုဖြည့်ရှင်းပေးနေရမယ်ပေါ့နော်နောက်တစ်ခုကစမ်းသက်တီထွင်မှုကိုအားပေးတာပေါ့အဖွေးဝင်တွေကတခုခုမေးလာပြီး question တွေပါတယ် complaint တွေတက်လာပြီး problem တွေတက်လာပြီးဆိုလို့ရှိရင်စိတ်ရှိရှိလေးနဲ့ခေါင်းဆောင်လောက်တဲ့ပုဂ္ဂိုလ်ကဖြည့်ရှင်းပေးနေတာမင်းတို့ရဲ့တီထွင်မှုကမင်းရဲ့စမ်းသက်မှုတွေးခေါ်မှုတွေကcritical thinking ပေါ့နော်ဒါ analysis ဖြစ်တယ်ဒါ critical ဖြစ်တယ်မင်းရဲ့အတွေးခေါ်ကဘယ်လိုဖြစ်တယ်အတိမတ်ပေးပြီးတော့စမ်းသက်တွေးခေါ်မှုတွေကိုတို့မဟုတ်စမ်းသက်တီထွင်မှုတွေလက်ခံပေးတာပေါ့နော်စမ်းသက်တီထွင်မှုတွေအားပေးတာပေါ့တပည့်တွေကဥမာပေါင်မှုကိုပနီကပေါင်မှုလောက်ဒီလိုပေါင်မှုလောက်တယ်ဒါလေးကတိတ်မလှသေးဘူးဆိုတော့နောက်တစ်ယောက်ကနေပြီးဒါထက်လှပလောက်လိုက်တယ်ဆိုလို့ချင်းဆရာကအပြစ်မမြင်ပြီးတော့မင်းလောက်တာတွေကပို့ပြီးတော့ကောင်းတယ်ဘာညာဆိုပြီးတော့ပို့ပြီးတော့ခွန်အားဖြစ်အောင်ပေါ့နော်အဲ့လိုပုံစံမျိုးစမ်းသက်တီထွင်မှုအားပေးခြင်းနောက်တစ်ခုကတော့ပဋိပက္ခဖြေရှင်းနိုင်ခြင်းဒါအရင်အရေးကြီးတယ်ဆိုတာပဋိပက္ခကိုဖြေရှင်းနိုင်ခြင်းဆိုတာကအဖွေးစစ်တစ်ခုဖြစ်လာပြီဆိုရင်ပဋိပက္ခရှိလို့ရှိတာပဋိပက္ခကနေမျိုးစုံနဲ့ရောက်လာတဲ့ problem ဆိုတာပြဿနာရှိလို့ရှိအပြင်ကပြဿနာတွေမရှိရင်တော့အထက်မှာအချက်ချင်းပြဿနာတွေရှိတယ်အဲ့တော့ခေါင်းဆောင်ကောင်းရှိရင်ပဋိပက္ခကိုထိရောက်ဖြေရှင်းနိုင်တယ်နှစ်ဦးနှစ်ဖက်အကျိုးရှိညီနိုင်ပေးနိုင်တယ်ဒါဟာခေါင်းဆောင်ကောင်းရှိခြင်းကောင်းကျိုးပဲနောက်နံပါတ်5ကတော့အဖွေးစစ်ရင်ကြီးမှုကောင်းဝင်ခြင်းဒီတို့မြန်မာကာချာနဲ့မြန်မာ tradition နဲ့ကြည့်မယ်ဆိုလို့ရှိရင်သားသမီးတွေယဉ်ကျေးမယဉ်ကျေးကိုမိဖရဲ့ဇေယျလက္ခဏာနဲ့နိုင်ရှင်ပြီးတော့ပြောကြရှိဥမာသားသမီးပေါ့နော်ဒီသားသမီးမကောင်းမိဖကောင်းဆိုတဲ့ပုံစံမျိုးသားသမီးတွေရဲ့ဆိုးကျိုးကလည်းမိဖရဲ့စီကိုရောက်လာတယ်လို့မျိုးသားသမီးတွေယဉ်ကျေးလို့ရှိရင်သူမိဖတွေကဒီလိုမျိုးကောင်းပဲဆုံးမထားတာ哦ဆိုတဲ့ပုံစံမျိုးတွေကဒါနားလည်ရတတ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီယဉ်ကျေးမှုတွေကလည်းအဖွေးစစ်ယဉ်ကျေးမှုကောင်းဝင်ခြင်းပေါ့နော်နောက်တစ်ခုကတော့ခေါင်းဆောင်ကောင်းမရှိခြင်းဆိုးကျိုးပေါ့ခေါင်းဆောင်ကောင်းမရှိခြင်းခုနဆွေးနေတာခေါင်းဆောင်ကောင်းရှိခြင်းရဲ့ကောင်းကျိုးနောက်တစ်ခုကတော့ခေါင်းဆောင်ကောင်းမရှိခြင်းရဲ့ဆိုးကျိုးခေါင်းဆောင်ကောင်းမရှိရင်နံပါတ်1ပါဖြစ်မလဲရေမက်ချက်မရှိဘူးဆိုတာတော့ရေမက်ချက်မရှိမှတော့ပန်းနဲ့လည်းရှိစရာအကြောင်းမရှိဘူး
ဘေကိုသွားပြီးသွားနေမယ်လည်းမသိဘူးကြာလာတဲ့အခါကျစစ်ပြေးစရာတွေဖြစ်လာတာပေါ့ခေါင်းဆောင်ကောင်းမရှိပြည့်နဲ့ရှောက်နေရတဲ့ခကြီးဟာအမှန်တမ်းညီငွေပွေရဖြစ်တယ်အပြင်မှာစစ်ပြေးပွေရကောင်းတယ်ပေါ့နော်ဒီလိုပုံစံမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နောက်တစ်ခုက follower များစိတ်တက်ကြဆင်းတာပေါ့ခေါင်းဆောင်ကောင်းမရှိရင်အဖွေးစေးမှနေပြီးအဖွေးစေးတွေကနေပြီးတော့ခေါင်းဆောင်ကောင်းမရှိတဲ့အခါကျအဖွေးစေးတွေစိတ်တက်ကြတာခဏခဏဖြစ်လာတယ်စိတ်တက်ကြတာတဲ့အခါကျဒီအဖွေးစေးကအောင်မြင်စရာအကြောင်းမရှိတော့ဘာလို့ဘာကံမှမသိဘူးလမ်းကြောမရှိတဲ့အခါအလုံးတမန်တွေဝန်ထမ်းတွေရတယ်နေပြီးတော့စိတ်တက်တွေမပါဘဲနဲ့လုံနေကြတခါတလေကျရင်စိတ်မပါဘဲနဲ့လောက်ရတဲ့လုပ်ငန်းတွေအများကြီးကြုံရတတ်တာပေါ့ဒါဟာဘာဖြစ်လဲဆိုအဖွေးစေးတွေ follower တွေစိတ်တက်ကြဆင်းတာတွေကြုံရတတ်တယ်အဲ့ဒါခေါင်းဆောင်ကောင်းမရှိချင်းရဆိုကြပဲနံပါတ်3ထိရောက်တော့ဆုံးဖြတ်ချက်ချနိုင်မှုအားနည်းခြင်းအရေးကြီးတဲ့လုပ်ငန်းတွေမှာအရာကိုအရေးကြီးလာပြီဒီလုပ်ငန်းတွေမှာတကယ်ကိုအရေးပါလာပြီဆိုရင်ဒီလုပ်ငန်းတွေမှာဆုံးဖြတ်နိုင်စွမ်းဆုံးဖြတ်ချက်ချနိုင်မှုအားနေတာခေါင်းဆောင်ကောင်းမရှိတယ်နောက်တော့အဖွေးစေးတွေရှောက်ထွေးလာတဲ့ဆုံးဖြတ်ချက်တွေမချနိုင်တဲ့အခါကျတော့အဖွေးစေးတွေကရှောက်ထွေးလာမယ်အဲ့ဒီရှောက်ထွေးတဲ့ပြဿနာတွေအမှားအယွင်းတွေဖြစ်လာပြီးတော့အဖွေးစေးကိုပြန်ပြီးထိခိုက်တတ်တဲ့လုပ်ငန်းခွင်တွေပြန်ထိခိုက်လိုက်တာပေါ့နော်ထိခိုက်တတ်တာပေါ့အဲ့ဒါကြောင့်မျိုးလို့ခေါင်းဆောင်ကောင်းမရှိရင်ထိရောက်တော့ဆုံးဖြတ်ချက်ချနိုင်မှုမရှိဘူးအားနေတယ်ပေါ့နော်နံပါတ်4အရေးအသွေးရှိတော့ဝန်ထမ်းများဆုံးချုံရတတ်တယ်ခေါင်းဆောင်ကောင်းမရှိတဲ့နေရာမှာကောင်းမွန်တဲ့ဝန်ထမ်းတွေကခေါင်းဆောင်ကောင်းညံ့ပြင်းတဲ့နေရာပုံကိုရအောက်မှာကြာအလုပ်မလုပ်ချင်ကြအောင်ဥပမာခေါင်းဝန်ထမ်းတွေကစွမ်းဆောင်ရည်တွေရှိတယ်ကောင်းနေတယ်ဒါပေမဲ့ခေါင်းဆောင်ကကောင်းကောင်းသူတို့နဲ့စူးစမ်းမှုသူတို့နဲ့အရေးအသွေးနဲ့ထိတ်တန့်တဲ့နေရာတွေမပေးတတ်ဘူးမပေးနိုင်ဘူးဆိုရင်အဲ့ဒီလိုဝန်ထမ်းကောင်းတွေကကိုပဏီကနေထွက်ခွာသွားမှာအဖိုးစည်းကနေထွက်ခွာသွားတာတွေကြုံရတတ်ပါတယ်ရှင်းပြောရမယ်ဆိုလို့ရှိရင်အရေးအသွေးအရေးချင်းရှိတဲ့ဝန်ထမ်းတွေကိုဆုံးချုံရတတ်တယ်ဒါဟာခေါင်းဆောင်ကောင်းမရှိခြင်းရဲ့ဆိုကြပဲနံပါတ်5အဖွေးဝင်များအတွင်ယုံကြည်မှုပြတ်သားခြင်းဥစဉ်တော့ဗုဒ္ဓဘာသာမှာဆိုရင်ဒါကဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ဒီလက်စုရင်မင်းသားတွေကိုနေပြီးတော့ဗိမ္ပိတရာရဲ့မင်းရဲ့ဝတ္တကာရပုံနာကတွားပြီးတော့တိမ့်တဲ့တွေးခွေးတဲ့ပုံစံမျိုးတွေပေါ့ခေါင်းဆောင်ကောင်းမရှိတဲ့အခါကျတော့အဲ့ဒီမှာပြပြယုံကြည်မှုနဲ့ပြပြလာတဲ့အခါကျတော့ဘာတွေဖြစ်လာလဲတရားအသင်းပြောတာလေနောက်ွယ်မှာအသင်းပြောတာတွေဖြစ်လာမယ်တယောက်နေပြီးတော့ယုံကြည်မှုနဲ့အားနေတာဖြစ်လာယုံကြည်မှုနဲ့အားနေမှာတော့အဖွေးစေးဟာကြာမခံတော့ပြပြတာပေါ့အဲ့တော့ဒီခေါင်းဆောင်ကောင်းရှိခြင်းရဲ့ကောင်းကျိုးနဲ့ခေါင်းဆောင်ကောင်းမရှိခြင်းရဲ့ဆိုးကျိုးတစ်ခုကိုပြန်ပြီး comparative လုပ်မယ်ပြန်ပြီးနှက်ရှင်ပြီးတော့စကားပြောမယ်ဆိုလို့ရှိရင်တို့တွေကအရေးပါဆုံးအရာဝတ္ထုကတော့ခေါင်းဆောင်ကောင်းကိုရှာဖွေနိုင်ဖို့လိုတယ်ဆိုတာပဲဒါဦးဇင်းကတော့ပြောချင်ပါတယ်ဟောဆရာအဲ့လောက်ပါပဲတင်ပါဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးပါဟုတ်ကိုကျော်စင်တိုင်းမင်္ဂလာပါကိုကျော်စင်တိုင်း group ကရောဗာလေးဆွေးနွေးပြီးညှဝေပြပါဦးဟုတ်ကဲ့ကျွန်တော်ဖြစ်တော့လေကျွန်တော်တို့အဖွဲ့မှာလဲ line လေးတွေသိပ်ပြီးတော့မကောင်းတဲ့အတွက်ကိုတက်လိုက်ကြလိုက်လေးနဲ့ဆွေးနွေးခဲ့ရပါတယ်ဆရာကျွန်တော်တို့အဖွဲ့မှာဆိုရင်မပန်းစုယူကိုလူဝင်းနဲ့မယမင်းဖြူတို့ပါဝင်ပါတယ်ပါဝင်ဆွေးနွေးကြပါတယ်ဆရာမပန်းစုရဲ့ဆွေးနွေးတင်ပြချက်ကတော့အဖွဲ့အစည်းခုမှာခေါင်းဆောင်ကောင်းဆိုတာရှိရပါမယ်အဖွဲ့ရှိရပါမယ်ခေါင်းဆောင်ကောင်းရှိမှစီကံနီလန်မှန်ကန်နဲ့လုပ်ငန်းတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ခေါင်းဆောင်ကောင်းကနေခြင်းသလိုမနေပါဘူးအလုပ်ကိုင်တွေကိုအောင်မြင်ဆောင်ရွက်နိုင်ဖို့အတွက်စီကံနီလန်နဲ့မှန်ကန်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ဆွေးနွေးတင်ပြပေးပါတယ်ဆရာယူရဲ့ဆွေးနွေးတင်ပြချက်မှာတော့ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမယ်လို့ဆွေးနွေးတင်ပြပါတယ်ခေါင်းဆောင်မကောင်းရင်နောက်လိုက်မကောင်းနိုင်ပါဘူးခေါင်းဆောင်ကောင်းမွန်ရှိမှနောက်လိုက်တွေကိုနောက်လိုက်များရင်လည်းများသလောက်ကိုခေါင်းဆောင်ကစီမံပြီးတော့လူပန်နေရမှန်ခေါင်းဆောင်ကောင်းကစီစဉ်ပေးမှာကိုပေးမယ်လို့တင်ပြဆွေးနွေးပါတယ်ဆရာ။ဒါရင်မင်းဖြူရဲ့ဆွေးနွေးတင်ပြချက်မှာတော့ခေါင်းဆောင်ကောင်းဆိုတာလမ်းညွှန်မှုတာဝန်ယူတဲ့ good leader ဖြစ်ပါတယ်။အတင်းအဖွဲ့မှာဆိုရင် leader ကောင်းရှိမှတိုးတက်ဖွံ့ဖြိုးမယ်လို့ဆွေးနွေးတင်ပြပေးပါတယ်ဆရာအားလုံးကိုခြုံပြီးတော့ဆွေးနွေးရမယ်ဆိုရင်တော့ခေါင်းဆောင်ရှိခြင်းရဲ့အကျိုးကျေးဇူးကတော့အဖွဲ့ဝင်များကိုတက်ကြွမှု motivation ပေးမှုနဲ့ဥဆောင်မှုစည်းရုံးမှုပြုလုပ်ပြီးတော့အဖွဲ့အစည်းကိုတိုးတက်အောင်ဆောင်ရွက်ရမှာပဲလုပ်ငန်းတာဝန်တွေကိုပြီးပြောင်းအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်ကျင့်ဝတ်စည်းကမ်းလမ်းညွှန်တင်ပြမှုနဲ့အတူတကွ
အလုပ်တွေကိုတာဝန်ယူတာဝန်ခံပြီးတော့ပူးပေါင်းဆောင်ရွက်ရမှာပဲဖြစ်ပါတယ်ဆက်ဆံရေးကောင်းမွန်ရမှာဖြစ်တယ်လို့အဖွဲ့အစည်းမှာပြဿနာတွေဖြစ်လာလို့ရှိရင်လည်းတာဝန်ယူတာဝန်ခံခေါင်းဆောင်ကောင်းကတာဝန်ယူတာဝန်ခံဖြည့်ရှင်းဆောင်ရွက်ရမှာဖြစ်ပါတယ်အဖွဲ့အစည်းများတိုးတက်ကောင်းမွန်စေဖို့ဆိုတာခေါင်းဆောင်ကောင်းကမရှိမဖြစ်လိုအပ်မှာပဲရှိပါတယ်ခေါင်းဆောင်ကောင်းရှိခြင်းဟာအဖွဲ့အစည်းတစ်ခုမှာဆိုရင်ခေါင်းဆောင်ကောင်းရှိခြင်းဟာဗမာစကားပုံတဲ့အနစ်ချုပ်ရမယ်ဆိုရင်တော့အစာကောင်းမှအနှောင်းသေးကြမှာဖြစ်ပါတယ်အစာမကောင်းရင်အနှောင်းမသေးကြပါဘူးအဲ့ဒီတော့ခေါင်းဆောင်ကောင်းမှခေါင်းဆောင်ကအစတွေကရှိခဲ့လို့ရှိရင်အဖွဲ့အစည်းနဲ့အားလုံးဟာအသင်းအဖွဲ့အားလုံးမှာတိုးတက်အောင်မြင်မှာဖြစ်ပါတယ်ခေါင်းဆောင်ကောင်းမရှိခြင်းကတော့ခေါင်းဆောင်ကောင်းမရှိခြင်းမရှိဘူးဆိုလို့ရှိရင်အဖွဲ့အစည်းကအစာကောင်းမှအနှောင်းမသေးကြသလိုမကြခင်အချိန်ကာလအတွင်းမှာအစဘယ်လောက်ကြီးပဲကြီးကြီးအသင်းအဖွဲ့ဘယ်လောက်ကြီးပဲကြီးကြီးအချိန်တစ်ခုရောက်လို့ရှိရင်အသင်းအဖွဲ့ကညီကုန်းချုပ်သွားမှာလို့ဆွေးနွေးတင်ပြရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာโอเคကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အားလုံးဆွေးနွေးပေးကြတဲ့တင်တဲ့လူတင်နေတာအားလုံးကိုဆရာတို့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ဟုတ်ပါတယ်အခုဒီမှာပြောသွားတဲ့เนาะဆရာတို့လုပ်ငန်းခွင်မှာခေါင်းဆောင်ကောင်းရှိခြင်းနဲ့ခေါင်းဆောင်ကောင်းမရှိခြင်းရဲ့အကျိုးကျေးဇူးတွေဆိုးကျိုးတွေပေါ့နော်ဒါတွေဟာဆရာတို့ကိုယ်တိုင်သိထားဖို့လိုပါတယ်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့လုပ်ငန်းခွင်မှာခေါင်းဆောင်ကောင်းဟာเนาะရှိတင်တယ်ဆိုတာအားလုံးလဲနားလေသဘောပေါက်ပြီလို့ဆရာအနေနဲ့ယုံကြည်ပါတယ်เนาะဒါကြောင့်မို့လို့ဆရာတို့တွေကဘာလုပ်ရမလဲဆိုရင်ဆရာတို့ရဲ့လုပ်ငန်းခွင်မှာပေါ့တခြားလူတွေမပြောင်းလဲခင်အရင်ဆုံးဘာလုပ်ရမလဲကိုခေါင်းဆောင်ကောင်းတွေအနေနဲ့ဇာတို့မှတ်ယူပြီးတော့ဒါကြင့်ကြံပြီးတော့အားထုတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာကနေပြီးတော့เนาะဘာတွေကိုကြင့်ကြံရမလဲဘယ်လိုဆောင်ရွက်ရမလဲဆိုတာကတော့ဆက်ပြီးတော့เนาะမျှဝေပေးသွားမှာဖြစ်ပါဟုတ်ပြီအဲ့တော့ဇာတို့ခေါင်းဆောင်ဆိုတာကတဲ့เนาะကံတော်မဟိတန်တွေပြောသွားတယ်လို့ပဲဇာတို့ကခေါင်းဆောင်မှုပညာကိုဒါမျှဝေတော့မယ်ဆိုရင်တဲ့ဇာတို့ရဲ့ဒီခေါင်းဆောင်မှုပညာမှာပေါ့เนาะဒါဂုရုကြီးဖြစ်တဲ့ဆရာကြီးဂျော်စီမတ်ဝဲရဲ့အတုံးလုံးကိုဇာတို့ဒါပြောရမှာဖြစ်ပါတယ်ဥပမာဆိုပါတော့ဇာတို့ဒီမာကတီမှာဆိုလို့ရှိရင်လဲမာကတီရဲ့ဂုရုကြီးတွေရှိရပေါ့နော်ဆရာကြီးဖိလစ်ကော်တာတို့နော်ဒီလိုမျိုးတွေရှိရပေါ့အဲ့တော့ဒီleadership မှာဆိုရင်လဲဆရာကြီးဂျော်စီမတ်ဝဲရဲ့နော် leadership စကားလုံးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ leader ဆိုတာတဲ့a leader is one who know the way goes the way and show the way ပေါ့ဆိုတော့ leader တယောက်လောက်တော့မယ်ဆိုရင်အမြဲတမ်းကိုသွားမဲ့လမ်းကြောင်းပေါ့ကိုရဲ့ပန်းနိုင်ဟာဆိုတော့ကိုတိုင်လဲတီးရမယ်တဲ့ဟုတ်ပြီကိုတိုင်တီးရုံနေရောရသလားဆိုမရသေးဘူးတဲ့ဘာလို့မလဲကိုရဲ့အဲ့ဒီတော့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်ဒါနော်တွားရမယ့်နီးလန်းတွေကိုလည်းဒါကိုတိုင်ပြန်ပြီးတော့သိဖို့လိုအပ်တယ်ပေါ့နော်တနည်းအားဖြင့်နီးလန်းလည်းသိရမယ်ကိုသွားချင်တဲ့နေရာလည်းသိရမယ်နောက်ဆုံးတစ်ခုကဘာလို့ရမလဲဆိုကိုယ့်ရဲ့ team member တွေ follower တွေကိုလည်းဆရာတို့ကိုသွားချင်တဲ့ပန်းနိုင်ကိုရောက်ရှိအောင်လို့အတူတကွဆောင်ရွက်ရမယ်ပေါ့ပြောချင်တာကဆရာတို့ leader တယောက်လုပ်တော့မယ်ဆိုရင်အဖွဲ့အစည်းတစ်ခုမှာတယောက်တည်းနဲ့ကောင်းနေလို့မရအောင်အဲ့တော့ကျွန်တော် organization နဲ့အလုပ်လုပ်ရတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ organization ကိုဆိုတော့ကောင်းမွန်အောင်ဖန်တီးရအဲ့ဒါကိုဘာခေါ်လဲဆိုတော့ team work လို့ခေါ်တယ်ပေါ့နော်အဲ့တော့မိသားစုတိစုဒီမှာလည်းဒီလိုပဲမိဘနှစ်ယောက်ကပဲရှေ့ကနေလို့ဥဆောင်နေလို့မရအောင်ကောင်းနေလို့မရအောင်နောက်လိုက်တွေဖြစ်တဲ့ကိုယ့်ရဲ့သားသမီးတွေကိုလည်းပဲကိုယ့်ရဲ့ဥဆောင်မှုနောက်ကိုလိုက်နိုင်အောင်လို့ဆိုတော့ဘာလို့ရမလဲဖန်တီးပေးရမယ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ဒါကိုဘာခေါ်လဲဆိုတော့ခေါင်းဆောင်လို့ခေါ်ပါနော်ခေါင်းဆောင်ကောင်တယောက်လို့ခေါ်ပါဟုတ်ပြီခေါင်းဆောင်တွေမှာဘလို့အရေးချင်းနေတယ်ဆိုတော့ပြေဖို့လိုအပ်လဲဆိုတော့လေဆိုတော့ဒါအတိတ်ပဲလေးဖွင့်ပေးသွားမှာဖြစ်ပါတယ်အဲ့ leader ဆိုတာဘာလဲဆိုတော့နံပါတ်1က royalty နော်အမှန်တရားတွေဆိုတော့တစ္ဆာရှိဖို့လိုတယ်တနည်းအားဖြင့်ဆိုတော့လုပ်ငန်းခွင်မှာပေါ့လုပ်ငန်းခွင်မှာခေါင်းဆောင်ဆိုတာကကျွန်တော်တို့ကဒါပိုင်ရှင်နဲ့เนาะကျွန်တော်တို့ဒီဘက်ကဝန်ထမ်းပေါ့เนาะဝန်ထမ်းနှစ်ခုကြားမှာကျွန်တော်တို့ကဥဆောင်ရတဲ့လူကိုဗျအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့တခါတလေကြောက်ရှင်ခေါင်းဆောင်လုပ်တဲ့လူကပိုင်ရှင်တွေကိုမျက်နှာတွေးကျင်တာပေါ့တွေးကျင်တဲ့အခါကျတော့ကျွန်တော်တို့ဝန်ထမ်းတွေရဲ့လိုအပ်ချက်ကိုမပြောဘဲနဲ့ပိုင်ရှင်တွေရဲ့လိုချင်တဲ့ဟာတွေကိုပဲကျွန်တော်တို့ပြောနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့ကကြောင့်ပြောချင်တာကဆိုတော့ဘာပြောချင်လဲဆိုတော့ royalty တစ္ဆာရှိရဘယ်သူကိုတစ္ဆာရှိရမလဲဆိုကျွန်တော်တို့ organization တနည်းအားဖြင့်ဆရာတို့ရဲ့လုပ်ငန်းကိုတစ္ဆာရှိရမှာဖြစ်ပါပိုင်ရှင်ကိုတစ္ဆာရှိရမှာမဟုတ်ပါကိုလုပ်တဲ့အလုပ်ပေါ်မှာကျွန်တော်တို့ကတစ္ဆာရှိနဲ့အလုပ်လုပ်ဖို့လိုပါတယ်ပြောမယ်ဆိုရင်ကိုလုပ်ရမယ့်အလုပ်တာဝန်တွေကိုပြီးမြောက်အောင်ဆောင်ရွက်ရမယ်ပေါ့နော်နောက်တစ်ခုတော့ဘာလဲဆိုတော့ E လို့ခေါ်တဲ့ empathy ပေါ့ကျွန်တော်တို့ကကိုချင်းစာတရားနဲ့ဆရာတို့ရဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဥဆောင်ဦးရလုပ်ရမှာဖြစ်ပါကိုချင်းစာစိတ်လည်းရှိရမယ်ဒါတွေကိုလည်းရှိပိုင်းမှာလည်းပြောခဲ့တယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဘာရှိ A လို့ခေါ်တဲ့ ability ကျွန်တော်တို့ရဲ့လုပ်ငန်းတာဝန်တွေမှာ ability လို့ခေါ်တဲ့အရည်အချင်းရှိဖို့လိုတယ်ပြောချင်တာကကိုက marketing ဌာနမှာเนาะကျွန်တော်တို့ leader အနေနဲ့ဆောင်ရွက်တယ်ဆိုရင် marketing အကြောင်းအရာကိုအကုန်လုံးနှံ့ဆက်သိဖို့လိုတယ်ကျွမ်းကျင်နေဖို့လိုတယ်ကိုတိုင်ကဒီလုပ်ငန်းခွင်မှာမကျွမ်းကျင်ဘဲနဲ့ဥဆောင်ဦးရလုပ်လို့ရလားမရဘူး
ဥပမာဆိုပါတော့ဆရာဆိုလို့ရှိရင်လည်းဒီမှာလာပြီးတော့ leader အကြောင်းကိုလာမျှဝေတယ်ဆိုရင်ဆရာကိုယ်တိုင်ကတော့ leader လုပ်ခဲ့လားမေးစရာရှိတယ်ဆရာဆိုလို့ရှိရင်ဒါလုပ်ခဲ့တဲ့ background တွေမှာဆိုရင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဥဆောင်ရခဲ့တဲ့ program program မှာဆိုလို့ရှိရင်လည်း program maker program manager နောက်တော့ marketing မှာဆိုလည်း marketing manager ဒီလိုရာထူးတွေနဲ့ဆရာလုပ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကဆရာအရင်တုန်းကဒါဖွင့်ခဲ့တဲ့အကြောင်းတွေမှာဆိုလို့ရှိရင်ဆရာဒုကျောင်းအနေနဲ့ဆရာကိုယ်တိုင် program တွေဆွဲတယ်ဆရာကိုယ်တိုင်ဥဆောင်တဲ့ organization ကိုဖန်တီးတယ်နောက် customer complaint တွေဆရာကိုယ်တိုင်ဖြေရှင်းတယ်ပေါ့ဒါမျိုးတွေကဆရာတို့ကိုယ်တိုင်လုပ်ခဲ့ရတာပေါ့နော်အဲဒီကနေလို့ရလာတဲ့အတွေ့အကြုံတွေရယ်နောက်တစ်ခုကဆရာတို့အခုလက်ရှိလဲကိုလှုပ်ဆောင်နေတဲ့လုပ်ငန်းမှာဥဆောင်နေတဲ့နော်ဥဆောင်ပြီးလုပ်နေတဲ့ဟာတွေရယ်အားလုံးပေါင်းဆက်ပြီးတော့ဆရာတို့ဒါအခုလိုမျိုးမျှဝေနိုင်တာဖြစ်ပါတယ်ဒီလိုမျိုးမျှဝေနိုင်ဖို့အတွက်လဲဆရာတို့ experience တွေများစွာလိုအပ်တာပေါ့နော်တနည်းအားဖြင့်ဆရာတို့စာတွေ့နဲ့မရအောင်နော်လက်တွေ့လုံနိုင်မှာလက်တွေ့ဥဆောင်ဥရွယ်လုပ်ခဲ့မှာလားဆရာတို့မျှဝေလို့ရတာပေါ့စာကြီးပဲဆရာတို့တင်လို့မရနော်ခေါင်းဆောင်မှုတွေကိုဆရာတို့ကတင်ကြားပေးလို့မရအဲ့လိုမျိုးခုလိုမျိုး discussion တွေလုပ်မယ်ဆွေးနွေးမယ်နောက်တစ်ခုက idea တွေစဉ်းစားမယ် creative thinking တွေလုပ်မယ်အဲ့ဒါလိုပုံစံနဲ့ပဲဆရာတို့ရဲ့အရည်ချင်းတွေကိုနော်တဖြည်းဖြည်းအရင်တော့ကလူတော်ထဲမှာစကားမပြောနိုင်တဲ့လူကစကားပြောရဲလာအောင်နော်ခေါင်းဆောင်လုပ်လို့ရှိရင်ဒါပြောကိုပြောရနော်မပြောလို့မရအရင်ဘက်ကနော် batch 1တုန်းကဆရာမတ်မိတလားမသိဘူးဒီနေ့တော့မတက်ဘူးသူနော်ဒီနေ့တော့မ join ဘူးကိုအောင်မိုးတူဆိုသူကစကားအရန်ဝဲတယ်ပေါ့နော်အယောင်ဝဲတော့သူကတူပါပဲဆရာကျွန်တော်ကဘိတ်ကပေါ့နော်ဘိတ်ကလူဖြစ်တဲ့အတွက်ကျွန်တော်စကားကိုတခြားလူတွေနားမလည်မှာအရန်ဆိုးတယ်အဲ့တော့ကျွန်တော်ဖြစ်ပါမလားပေါ့နော်သူကစိုးရင်ဆရာတို့ကဘာပြောလဲဆိုတော့ positive thinking နေတာနော်ကိုယ့်ရဲ့အားနည်းချက်ကိုအားတချက်အဖြစ်အောင်ဆရာတို့ကစူးစမ်းလို့ရဖန်တီးလို့ရနော်စကားဝဲလေးနဲ့နော်လှတယ်ဆိုတာကြားဘူးတယ်မလားကိုကပြောရတာပေါ့သူတို့တွေ motivation ဖြစ်ရဟုတ်တယ်မလားအစင်မပြေဘူးဘာညာကိုယ့်ဘက်ကသွားပြောလို့ဆိုသူအားငယ်နိုင်ဒါကြောင့်မလို့ဆရာတို့ကသူတို့တွေစိတ်ဝင်စားအောင်လို့ပေါ့နော်ဆရာတို့တွေဘာမှမဖြစ်ဘူးနော်စကားဝဲလေးနဲ့နော်အတန်တောင်မှပို့ပြီးတော့နဝင်ချိုရပေါ့တမျိုးတပြီလေးဒါနားထောင်လို့ကောင်းတယ်အဲ့လိုမျိုးလေးပြောပြီးတော့သူ့ကိုကြိုးစားခိုင်းရတာအခုဆိုရင်သူ diploma တစ်ခုတောင်ပြီးသွားတာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဆွဲခေါ်ရတာပေါ့နော်ပြောချင်တာကကျတို့ဒီကိုယ့်ရဲ့လုပ်ငန်းခွင်မှာကျတို့ကဒါကိုကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုကျွမ်းကျင်တဲ့ဆောင်ရွက်နိုင်ဖို့လိုရတယ်နော်အရည်ချင်းရှိဖို့လိုတယ်နောက်တစ်ခုကတော့ဗာလဲဆိုဒီလို့ခေါ်တဲ့ decision ပေါ့အရင်ရေးကြည့်ပါတယ်ကျတို့ customer တွေနဲ့ decision လုပ်တဲ့နေရာမှာလည်းအရေးကြီးတယ်လို့ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာပြီဆိုရင်ကျတို့က decision making ကအရင်ရေးကြည့်တယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ decision making မှာသူ့ရဲ့ process လေးတစ်ခုရှိရပေါ့နော်အဲ့ဒီကကျတို့ဒါမှတစ်ခါတည်းမျှဝေလိုက်မယ်ပေါ့တချို့ကြော်လဲဒါ certificate တန်းလေးတက်ကြတာဆိုတော့ဒီ2ရက်တွင်ပြီးမှပေါ့နော်diploma တန်းကတော့တီးတန့်ပါတာရက်အနေနဲ့ဆိုတော့လေ့လာရမှာသူကတော့ပြည့်စုံပါတာပေါ့ဟုတ်ပြီဆိုတော့ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်ဘယ်လိုမျိုး decision လုပ်မလဲအရင်ဆုံးကျွန်တော်တို့ကခေါင်းဆောင်လုပ်တဲ့လူကကိုယ့်ရဲ့ team member တွေ follower တွေကိုအရင်ဆုံးမေးခွန်းမေးရဘယ်လိုမေးခွန်းလဲဆိုတော့ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကိုကျွန်တော်တို့သိအောင်လို့ဘယ်ကနေစဖြစ်တာလဲဒါကိုဂဂနနာကျွန်တော်တို့မေးရမှာဖြစ်တာဟုတ်ပြီပြဿနာအကြောင်းရင်းကိုတိလာပြီဆိုလို့ရှိရင်နံပါတ်1ကဟုတ်ပြီအဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့နီလန်စဉ်းစားရမှာဖြစ်ပါနီလန်စဉ်းစားတဲ့အခါမှာနီလန်တစ်ခုတည်းစဉ်းစားလို့မရပါဘူးအနည်းဆုံးနီလန်3ခုလောက်ကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါအဲ့ဒီ3ခုထဲမှာမှပြီးကြရင်နံပါတ်3ကတော့စဉ်းစားထားတဲ့နီလန်ထဲမှာအကောင်းဆုံးနဲ့အလွယ်ကူဆုံးနီလန်အထိရောက်ဆုံးနီလန်တစ်ခုကိုရွေးချယ်ပြီးတော့ဆရာတို့ကဖြေရှင်းရမှာဖြစ်ပါနော်အဲ့လိုဖြေရှင်းပြီးသွားတဲ့အခါမှာနောက်ဆုံးမှာကျွန်တော်တို့ကဖြေရှင်းပြီးရင်လည်းပြီးလားမပြီးသေးပါဘူးဒီပြဿနာတွေမဖြစ်အောင်နောက်တစ်ခါမဖြစ်အောင်ကျွန်တော်တို့ကာဘာအနေနဲ့ဘာတွေဆောင်ရွက်ရမလဲဆိုတာကိုထပ်ပြီးတော့စဉ်းစားပြီးတော့ဖြည့်ဆည်းရမှာဖြစ်ပါဒါဆိုလို့ရှိရင်စာတို့ရဲ့လုပ်ငန်းခွင်မှာပေါ့နော်ပြဿနာတွေကထက်ခါပေါ်မလာတော့ဘူးဟိုမှာဒီဟာဆယ်ဆယ်မကြီးလည်းပါတဲ့ခါကျတော့စာတို့စာတင်တဲ့အခါပေါ့နော်ကိုယ့်ရဲ့ကျောင်းသားတွေစိတ်ဝင်စားမှုမရှိဘူးဆိုရင်စိတ်ဝင်စားမှုမရှိတာဘာကြောင့်လဲစာကြီးပဲတင်နေလို့လားဒါဆိုလို့ရှိရင် game play တွေထည့်တာမျိုးလေးတွေ QA လေးတွေလောက်တာမျိုးလေးတွေတချင်းလေးတွေထည့်တာနော်ထည့်ပြီးတော့ဆိုတာမျိုးလေးတွေဒီလိုမျိုးလေးတွေနဲ့ကျွန်တော်တို့တင်ကြားနည်းစနစ်တွေနဲ့လောက်ရတာပေါ့ဗျာဟုတ်တယ်နော်အခုဆိုလို့ရှိရင်လည်းဆရာတို့ဒီနေ့မှာ training မှာဆိုလို့ရှိရင်ဆရာကဘယ်လိုလုပ်လဲဆိုတော့ discussion လေးတွေထည့်ပြီးတော့ဆွေးနွေးကြတာပေါ့ဆရာကြီးပဲပြောနေတယ်ဆိုလို့ရှိရင်အားလုံးကဘာဖြစ်မလဲအိတ်ငိုက်သွားမှာပေါ့ဗျာဟုတ်တယ်မလားအခုလိုမျိုးဆွေးနွေးလိုက်တော့ပို့ပြီးတော့ကောင်းတာပေါ့ line ကောင်းရင်ပို့ကောင်းတာပေါ့နော် line ကောင်းလို့ရှိရင်ဒါတယောက်နဲ့တယောက်ဆွေးနွေးရတာ communication ဖြစ်တာပေါ့အခုချိန်မှာတော့ line မကောင်းတော့အခုလိုပဲเนาะလောလောဆယ်တော့သွားရမှာပဲဟုတ်ပြီเนาะအဲ့ဒါကြောင့်မို့ဒီ decision making ကလည်းအရေးကြီးတယ်နောက်တစ်ခုကတော့ဗာလဲဆို active ကိုချင်းတိတ်ခါနဲ့ပြည့်စုံရမှာဆယ်လိုကောင်းတော့တယ် active ဆိုတာဗာလဲဒါကိုလည်းသိရမယ်ပေါ့နော်ဆယ်လိုဒီ diploma ဓမ္မတွေကတော့ ethical leadership ကိုတီးတန့်သင်ရမယ်ပေါ့နော်နောက်ဆုံးမှာ okay ထားပါတော့အဲ့တော့ active ဆိုတာကတဲ့ဆယ်လိုကိုလုံးရမယ့်အကြောင်းအရာပေါ့နော်ကိုဆောင်ရွက်ရမယ့်အကြောင်းအရာကိုသိပြီးတော့ဆောင်ရွက်တာကို active လို့ခေါ်တယ်လို့
ကိုမလုတ်တဲ့အရာကိုတိပြီးတော့မလုတ်တာကိုလည်း edit လို့ခေါ်တယ်ဥပမာဆိုပါဆို edit ဆိုတာလူတိုင်းမှာရှိရမယ်ပေါ့ဆိုတော့စီးပွားရေးမှာဆိုလဲ business edit ဆိုတာရှိတယ်ပေါ့နော်လုပ်ငန်းခွင်မှာဆိုလဲ ethical personal မှာလဲ personal ရဆိုတော့ edit ဆိုတာရှိပါedit ဆိုတာဘာလဲလို့မေးရင်လုတ်တဲ့နာကိုတိပြီးတော့လုတ်တာကိုဆိုတော့ edit လို့ခေါ်တယ်လို့မလုတ်တဲ့နာကိုတိပြီးတော့မလုတ်တာကိုဆိုတော့ဘာလဲ edit လို့ခေါ်တယ်ကျင့်ဝတ်နေဥပမာဆိုပါဆိုကိုယ့်ရဲ့ဘေးနားမှာတခြားလူကဖုံးပြောနေတယ်ဆိုရင်ကိုယ့်ဘက်ကဘာဖြစ်ရမလဲတိတ်ဆိတ်နဲ့နေပေးရမှာဒါဟာကျင့်ဝတ်ပဲပြောစရာမလိုဘူးဟုတ်တယ်နော်ဘေးအိမ်ကကျမကြီးမကောင်းဘူးဟုတ်တယ်မလားကိုယ့်အိမ်ကဘာလုပ်မလဲသူတို့တိတ်နဲ့နေပေးရတာဒါဟာအတစ်ပဲနော်စီးပွားရေးလုပ်ငန်းခွင်မှာဆိုလဲဒီလိုပဲဝန်ထမ်းတွေနော်တယောက်နဲ့တယောက်တင်မြတ်တာဖို့အတွက်ဒါပဋိပက္ခတွေမဖြစ်ဖို့ရန်အတွက်ဒီ ethical leadership ကလည်းအရေးကြီးတယ်တနည်းအားဖြင့် ethic ဆိုတာကဆိုတော့ဒါကြောသားရင်သားမခွဲခြားဘဲနဲ့ကျွန်တော်တို့နော်ဒါဥဆောင်ဥရလုပ်တဲ့လူတွေလည်း ethical leadership တွေမှာပါပါတယ်ဆိုတော့လုပ်ငန်းခွင်မှာတွေ့ရတယ်မောင်ကြတော့တမျိုးပြောတယ်မောင်ဖြူကြတော့တမျိုးပြောတယ်ဒီလိုမျိုးတွေပေါ့နော်ကျွန်တော်တို့ကဒါလေးတွေလည်းစဉ်းစားစရာတစ်ခုရှိပါတယ်အဲဒါကြောင့်မို့လို့ဒါ ethical နော် ethic နဲ့အညီဆိုတော့ဒါဥဆောင်ရမယ်နောက်တစ်ခုတော့ဆိုတော့ R လို့ခေါ်တဲ့ role model မိမိကိုတခြားလူတွေကနော်စံနမူနာယူထိုက်အောင်ဆိုတော့နေထိုင်ရမှာဖြစ်ပါတယ်နော် role model အနေနဲ့ဆိုတော့စံနမူနာဖြစ်အောင်လို့ရနော်လုပ်ငန်းခွင်မှာကိုယ်ဆိုလို့ရှိရင်ဒါလည်းဗာလဲရောက်လိုက်တာနဲ့လေးစားတမှုရှိအောင်အဲ့လိုမျိုးနေဖို့အတွက်ဘာဖြစ်ရမလဲကိုယ်တိုင်ကလည်းလေးစားဖြစ်အောင်နေထိုင်ရမယ်ဟုတ်တယ်နော်ကျွန်တော်တို့ကacademy ညွန့်ဝင်းတို့ပါလို့ပေါ့ဗျာသူတို့ရိုက်ခဲ့တဲ့ဇာတ်ကားတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာသူကိုယ်တိုင်ကဆရာတယောက်ဖြစ်နေပေမဲ့လည်းဘာဖြစ်လဲအရက်သေးစာတောက်စားတဲ့အခါကျတော့ဟုတ်လဲနော်ဘေးကပတ်ဝန်းကျင်ကဘာဖြစ်လဲလေးစားမှုရှိလားမရှိဘူးဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးမူးယူနေတယ်ဆိုတော့ဘလို့မှအဆင်မပြေနိုင်ဒါကြောင့်မို့လို့ဇာတ်တို့တွေကဘာလို့ကိုယ်တိုင်ကလည်း role model တယောက်အနေနဲ့နေထိုင်ပြုမှုပြောဆိုရမှာဖြစ်ပါဟုတ်ပြီဒါတင်မဲလားဆိုရင်မဟုတ်သေးပါဇာတ်တို့တွေကခေါင်းဆောင်တယောက်လုပ်တော့မယ်ဆိုလို့ရှိရင်အခုလိုပဲleadership လို့တဲ့ဟာလေးပေါ့နော်ဇာတ်တို့ပြောမှာဖြစ်ပါဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရှေ့ပိုင်းမှာပြောတဲ့ variety တစ္ဆာရှိရမယ် empathy ကိုချင်းစာရှိရမယ်ဒီမှာတော့ A ကတော့ဗာလဲဆိုတော့ A နဲ့ R နဲ့ကျွန်တော်တို့တွဲဆက်တာပေါ့ဗျာကျွန်တော် accountability နဲ့ responsibility တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ခေါင်းဆောင်တရားလုပ်တော့မယ်ဆိုနော်ဇာတ်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲအောင်မြင်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့ team မှာကျွန်တော်အဖွဲ့အစည်းပါဆိုပြီးတော့ကိုယ်တိုင်ကပြောနေပြီးနော်ကြာရှုံးတဲ့အခါကျတော့ဘာဖြစ်လဲခေါင်းဆောင်သွားတာမျိုးတွေဇာတ်လုပ်နေရမျိုးတွေမလုပ်တဲ့နော်အားကြောင့်မို့ဒါ accountability ဒါ responsibility ပဲနော်ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ်နောက် D ကတော့ဗာလဲဆိုတော့ delegation ပဲဆိုတော့ခေါင်းဆောင်တယောက်လုပ်တော့မယ်ဆိုရင်ကိုတဦးတယောက်တည်းပဲအလုပ်တွေကိုဖိလုပ်နေပဲမရဘူးဆိုတော့ဘာလို့ရမလဲကိုယ့်ရဲ့ဒီဝန်ထမ်းတွေကိုပေါ့နော်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေဆိုတော့ delegate လုပ်ပြတာဝန်ခွဲပေးရအဲ့လိုတာဝန်ခွဲပေးတဲ့အခါမှာလည်းပဲသူတို့ရဲ့အရေးချင်းပေါ်မူတည်ပြီးတော့နော်ကျွန်တော်တို့ကတာဝန်ခွဲပေးရမယ်ဥပမာဆိုပါလို့မက်ခင်မှာတော့ကျတော့သူ့ရဲ့နော်အောင်မြင်မှုကသူ့ရဲ့ဒါအတာချက်ကပါလဲသူ့နေရာမှာသူ့ကိုဆိုလို့ရှိရင်ဘယ်နေရာမှာငါထားပေးတင်တယ်လဲဘယ်နေရာမှာတာဝန်ပေးတင်တယ်မက်အင်းချင်းဆိုလို့ရှိရင်တော့ဘယ်ထဲမှာသူကအတာတယ်ဘယ်နေရာမှာတော့သူ့ကိုတာဝန်ပေးတင်တယ်ဒီလိုမျိုးပေါ့နော်လူမှန်နေရာမှာပေါ့ဗျာလူမှန်နေရာမှာကျွန်တော်တာဝန်လေးတွေ delegate လုပ်ပေးဖို့လိုပါတယ်E ကတော့ဒါရှေ့မှာပြောခဲ့တဲ့ Isabel စံနမူနာယူရမှာပေါ့ဗျာ Okay နောက်တစ်ခုတော့ S လို့ခေါ်တယ် selflessness ပဲနော် selflessness ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီခေါင်းဆောင်လုပ်တော့မယ်ဆိုရင်ကို man တက်လို့မရပါဘူးငါဟာ leader ပဲငါဟာခေါင်းဆောင်ပဲငါလုပ်ချင်တာလုပ်မယ်ငါပြောတာကိုနင်တို့လုပ်ကြဆိုပြီးတော့ဒီလိုမျိုးတယူတန်လို့မရဘူးအဲ့တော့ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ကအတ္တနဲ့ပရကိုညီမျှစွာသုံးတတ်ဖို့လိုပါအတ္တဆိုတာကကိုကျိုးပေါ့နော်ကိုကျိုးဆိုတော့တစ်ခါဒါတော့လူတွေရဲ့သဘောတော်ပါရနော်ဝင်းတူဝင်းဖြစ်အောင်ကျွန်တော်တို့ကကြိုးစားရပါနော်မိမိတို့လည်းကောင်းရမယ်အများအတွက်လည်းကောင်းရမယ်အဲ့ဒီဟာကိုကျွန်တော်တို့ကလုပ်ဖို့လိုအပ်တာ selflessness ဆိုတာကတော့ဒါဘာပြောလဲဆိုရင်ကိုကျိုးဆုံးအနစ်နာခံတာပေါ့နော်ကိုနှိမ်ချရမယ်နော်နှိမ်ချကြမရဘူးကိုကခေါင်းဆောင်ပဲဆိုပြီးတော့ထောင်မောင်းလုပ်နေလေမရဘူးနောက်တစ်ခုကတော့ရမ်းရေးကြည့်တယ် honesty ရိုးသားရမယ်ကျွန်တော်တို့ကနော်ရိုးသားဖို့ရမ်းလို့ရေးကြည့်တယ်နောက်တစ်ခုတော့ I လို့ခေါ်တဲ့ integrity and innovation ဆိုတော့ခေါင်းဆောင်တွေလုပ်တော့မယ်ဆိုရင်လုံလဝရိယလည်းရှိဖို့လိုတယ်လို့ဆိုတော့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ innovation ကျွန်တော်တို့ innovation နဲ့ကောင်းကောင်းလေးလုပ်တတ်ဖို့လိုအပ်ပါဒီမှာပြောစရာရှိတယ် innovation နဲ့ creation ဒီဟာကိုဆိုတော့ကွဲလဲအောင်ပြတာမှာပေါ့နော်creation ဆိုတာဘာလဲဆိုတော့အတစ်ကိုဖန်တီးတာဖြစ်ပါဥပမာဆိုပါတော့ကျွန်တော်တို့ market ထဲမှာပေါင်မုတ်ရှိတယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က creation လုပ်ချင်ရင်ဘာလို့ကိန်းမုတ်အနေနဲ့ကျွန်တော်တို့ထုတ်လုပ်ရောင်းချတာကိုကျတော့ဆိုတော့ creation လုပ်တယ်လို့ခေါ်တယ် innovation ကျတော့အဲ့လိုမဟုတ်ရှိနေပြီးသားအရာကိုမတူကွဲပြားအောင်ဆောင်ရွက်တာကိုဆိုတော့ innovation လို့ခေါ်တယ်
ရှိနေပြီးသားအရာဥပမာဆိုတော့ market ထဲမှာကျွန်တော်တို့ပေါင်မုတ်အဝိုင်းရှိတယ်ဆိုတော့ပေါင်မုတ်အဝိုင်းကိုကျွန်တော်တို့က4000ပုံတန်လေးနော်4000ပုံတန်လေးဒါလုပ်ပြီးတော့ထုတ်တာကိုကျွန်တော်ဆိုတော့ innovation လုပ်တယ်လို့ခေါ်ပါဒါကြောင့်မလို့ဆိုတော့ခေါင်းဆောင်တယောက်မှာဒါ integrated innovation ရတယ်လို့ပါတယ်နောက်တစ်ခုကတော့ဆိုတော့ P လို့ခေါ်တယ် passion ရ back in work ပေါ့နော်တနည်းအားဖြင့် passion ရှိရမယ် passion ဆိုတာဘာလဲပြင်းပြတဲ့စိတ်ဆိုတော့လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ပြင်းပြတဲ့စိတ်ကအရေးကြီးပါဆရာဒီနေရာရောက်ဖို့အတွက်ဘယ်ကစခဲ့လဲဆိုတော့ passion ကစခဲ့တာဆရာဆိုလို့ရှိရင်ဆရာကိုဆွဲခေါ်ခဲ့တဲ့ဆရာရှိတယ်နော်ဆရာတန်ထူးလို့ခေါ်တယ်နော်ဆရာတန်ထူးလို့ခေါ်တယ်ဆရာတန်ထူးကဆိုတော့ GSCC ရဲ့နော် founder ဖြစ်ပါအရင်တော့ဆရာက GSCC ဇက်ကိုင်းရဲ့ franchise founder အနေနဲ့ဆရာတို့ကနဦးနော်လမ်းကြောင်းကိုစခဲ့တာပဲဗျာအဲ့မှာဆိုလို့ရှိရင်ဆရာတို့နှစ်စဉ်ကြီးပေါ့နော် premier ကြီးဆရာတို့ပေးရတာပေါ့အဲ့ဒီခစ်ကတော့ဆိုတော့ဒေါ်လာက1500ခစ်ပေါ့ဗျာနော်1500ဆိုနည်းနည်းလေးမြင့်တဲ့ခစ်ဖြစ်သွားပြန်နော်1500ခစ်မှာဆိုတော့တစ်နှစ်ကိုဘယ်လောက်ပေးရတော့ဒေါ်လာ100ပေးရပါ3သိန်းခွဲပေါ့ဗျာအဲ့ဒီအချိန်မှာဆရာကဘာလုပ်နေလဲဆိုတော့ဆရာကဟောပေါ့နော်တောက်ရည်တန်းအကြံပေးနေတယ်လှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါနော်အဲ့ဒီအချိန်ရောက်တဲ့အခါမှာဆရာကိုပြောတာပေါ့နော်ဒီလိုမျိုး program တွေရှိတယ်အဲ့တော့ဆရာကျွန်တော်တို့နဲ့တူလက်တွဲပြီးတော့စာသင်ချင်းရလားပေါ့နော်တို့ကမ်းလှမ်းတာပေါ့တနည်းကိုတော့သူတို့ premier ကြီးအနေနဲ့ဒါနှစ်စဉ်ပေါ့နော်ဒေါ်လာ100သွင်းရဆရာလည်းရမ်းလုပ်ချင်တယ်ဆရာကြီးကျွန်တော်တအားလုပ်ချင်တယ်စိတ်လဲဝင်စားတယ်ဒါပေမဲ့ကျွန်တော်မှာလက်ထဲမှာပတ်စံလေး4000ပဲရှိတယ်နော်ကျွန်တော်ပတ်စံလေး4000နဲ့ဒီလုပ်ငန်းစခဲ့တာဒီဘဝကိုရောက်တယ်ပတ်စံလေး4000နဲ့စ4000ရှိတော့ဆရာကဘာပြောလဲဆရာဘာမှမဖြစ်ဘူးအဓိက passion ရှိရင်ရတယ် passion ဆိုတာဘာလဲဆိုတော့ပြင်းပြတဲ့စိတ်လှုပ်ချင်တဲ့စိတ်ကန်ချင်တဲ့စိတ်เนาะကျွန်တော်တို့ဒီစိတ်ရှိရင်ရတယ်ကျန်တာသူ့လိုဖြစ်သွားမယ်အဲ့ဒီကနေလို့ဆရာတို့ပတ်စံလေး4000စသွင်းတာပဲဗျာအဲ့ဒီ4000လေးနဲ့ဆရာတို့စလိုက်တဲ့အစအခုချိန်ဒီအဆုံးမတက်ဘူးနော်ပြောချင်တာ passion ဆိုတာအရန်ကြီးကြည့်ဆရာတို့လုပ်ငန်းပေါ့လူတယောက်ဟာ passion မရှိတော့ဘူးဆိုတော့ရှင်လည်းရနဲ့တည်တယ်ပဲเนาะကြားဘူးလားမသိ depression ဝင်နေဆိုတာအဲ့ဒါဘာမှမဟုတ် passion မရှိဘူးเนาะပြင်းပြတဲ့စိတ်မရှိဘူးအခက်အခဲတွေကိုကျွန်တော်တို့ပြင်းပြနဲ့မလုပ်နဲ့ဖြည့်ရှင်းနိုင်တယ်ဆိုလို့ရှိရင်ဒါနော်ဘယ်အရာမှဘယ်ပစ္စည်းဘယ်ပု္ပ္ပာမှဖြည့်မရှိဘူးဆိုတာမရှိပါဘူးเนาะကျွန်တော်တို့ရှာတတ်ဖို့ပဲလို့ပါเนาะ solution ရှာတတ်ဖို့ပဲလို့အဲကြောင့်မို့လို့ကျွန်တော်တို့ခေါင်းဆောင်တရားလုပ်တော့မယ်ဆိုရင်ဒီအရင်ချင်းနေနဲ့ပေါ့เนาะကျွန်တော်တို့ပြည့်စုံအောင်ဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးဆရာအနေနဲ့ပြောချင်ပါဟုတ်ပြီเนาะအဲ့တော့မိုးလေးလေးနည်းနည်းချုပ်ပြီးဆိုတဲ့အတွက်ဆရာညီကုန်းပြန်ချုပ်ပါမယ်အဲ့တော့ဒီနေ့ပထမဆုံးအနေနဲ့ဆရာကနေလို့ဒါ assignment လေးတစ်ခုလည်းလုပ်ပေးချင်ပါတယ်မခိုင်းစီချင်တယ်ပေါ့နော်အဲ့တော့ဆိုတော့ဒီမှာတစ်ပင်လေးတစ်ပင်ရှိရပေါ့ခေါင်းဆောင်ဆိုတာကတော့ဘာနဲ့တူလဲဆိုလို့ရှိရင်ဒီတစ်ပင်ရဲ့မြေတောင်းမြစ်တွေနဲ့တူတယ်ပေါ့နော်မြေတောင်းမြစ်တွေနဲ့တူတယ်ဆိုတော့ဒီရေတောင်းမြစ်တွေကကောင်းကောင်းလေးကျွန်တော်တို့အလုံးလုံးမှတာလဲရင်းနော်ကောင်းမွန်မှတာလဲဆရာတို့ရဲ့ဒီအပင်တွေကလည်းပဲဘာဖြစ်မလဲရှင်တန်ပြီးတော့ကြီးထွားလာမှာဖြစ်ပါရေတောင်းမြစ်တွေကနော်မကောင်းမွန်ဘူးဆိုရင်တော့ပုတ်ပွားနေပြီဆိုရင်တော့ဘာဖြစ်လဲအဲ့ဒီတစ်ပင်ဟာဘလို့မှရှင်တန်မှာမဟုတ်ပါနော်ရှင်တန်မှာမဟုတ်ဘူးကြီးထွားမှာမဟုတ်ဘူးနောက်တစ်ခုကဘာလဲဒီတစ်ပင်ကိုမိခိုရတဲ့တာရဲတရိษံတွေပေါ့ဗျာ insect တွေနော်ပိုးမွားတွေဒီလိုမျိုးတွေကလည်းပဲဒီတစ်ပင်ကိုအမိတဟဲပြီးလို့ရတယ်မရဘူးနော်အားကြောင့်မလို့စတို့တွေကရေတောင်းမြစ်ကအရေးကြီးပါခေါင်းဆောင်ကနော်အဲ့တော့ဆရာကတော့ဒီမှာတစ်ပင်လေးကိုဘာကြောင့်ပြတာလဲဆိုလို့ရှိရင်ဒီမှာဆရာကအရွက်မပါတဲ့တစ်ပင်တစ်ပင်ကိုပြောထားတယ်အဲ့ဒီအကိုင်းခက်လေးတွေမှာနော်ဗာလေးတွေထည့်ရမလဲဆိုတော့ခေါင်းဆောင်တယောက်မှာပေါ့နော်ဆရာအခုပြောသွားတဲ့ဒီတဲကမပါဝင်နေတဲ့အကြောင်းအရာတွေပေါ့ဘလို့အကြီးချင်းတွေနဲ့နော်ရှိဖို့လိုအပ်တယ်လဲဆိုတာလေးတွေကိုနော်ဒီတစ်ပင်တွေမှာဒါတဖြည်းဖြည်းဖြည့်ခဲ့ပြီးပေါ့နော်မနေ့ပြန်ရောက်လို့ရှိရင်နော်ဆရာတို့ဒါလေးတွေဖြည့်ခဲ့ပြီဥပမာတော့လို့ဒီကိုင်းခက်မှာတော့ဆရာတို့ကဒီထဲမှာမပါသေးတာရှိနော်ခေါင်းဆောင်ဆိုတာကကျွန်တော်တို့နော်ရှေ့ကနေဥဆောင်လမ်းပြလုပ်ရမယ်ဘာတို့ညာတို့ပေါ့ဗျာနောက်တစ်ခါ motivation ပေးနိုင်ရမယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးလေးတွေပေါ့နည်းနည်းစဉ်းစားပြီးခဲ့တယ်နော်ဒီအကိုင်းခက်လေးတွေမှာပဲကျွန်တော်တို့နော်ပန်းလေးတွေဖူးပွင့်လေးတွေနဲ့ပဲမလုပ်မလဲပေါ်ပြပေးမှာဖြစ်ပါနော်တလန်းချင်းစီပေါ့ကွာအကျန်းဆွဲလိုက်ပေါ့နော်ဒါတစ်ပင်လေးတစ်ခုဆွဲလိုက်ဆွဲပြီးလို့ရှိရင်တစ်ကိုင်းလေးတွေမှာကျွန်တော်တို့နော်ဘာလေးတွေရမလဲဘာလေးတွေရှိဖို့လိုအပ်လဲပေါ့နော်ခေါင်းဆောင်တယောက်မှာဘာဘလိုကြီးချင်းလေးတွေရှိဖို့လိုအပ်သေးလဲဆိုတာထပ်ပြီးတော့ဖြည့်ခဲ့သေးတာနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒါ introduction လေးဖြစ်တဲ့အတွက်အရင်ကြီးတော့ဆရာမတင်တော့ဘူးအဓိကအားဖြင့်ကျွန်တော်တို့ဒါမိကုန်းချုပ်ရမယ်ဆိုရင်နံပါတ်1ခေါင်းဆောင်ဆိုတာကျွန်တော်တို့လုပ်ငန်းခွင်မှာဘယ်လောက်ထိအရေးကြီးပြီးတော့အရေးပါကြအောင်ကျွန်တော်တို့သိအောင်ဆရာအနေနဲ့ဒါအားလုံးကိုဒါ discussion လုပ်ခိုင်းခဲ့တာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ခေါင်းဆောင်တရားလုပ်တော့မယ်ဆိုရင်ကိုတိုင်းဥဆောင်နိုင်ဖို့ရည်ကြီးနော်set leadership ဆိုတဲ့အကြောင်းအရာတွေဆရာတို့မျှဝေခဲ့တယ်
နောက်တစ်ခါကျတော့ကျွန်တော်ခေါင်းဆောင်ဆိုတာကိုသွားချင်တဲ့ပန်းတိုင်ကိုတိုင်တိနေလို့မရဘူးနံပါတ်1ကိုတိုင်လည်းတိနေရမယ်ကိုတိုင်ကလည်းပဲကိုလိုချင်တဲ့ပန်းတိုင်တွေကိုတွားနေရနော်နောက်နံပါတ်3ကကျတော့ဘာဖြစ်ဖို့လို့လဲကိုယ့်ရဲ့ team member တွေ follower တွေနဲ့အတူတကွာဒါဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းနော်ဆရာအနေနဲ့ဒါပြောခဲ့တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဘာရှိလို့မလဲဆိုလို့ရှိရင်ဒါအားလုံးကိုပေါ့နော်စကားလက်ဆောင်တွေအနေနဲ့ bonus အနေနဲ့ဆရာပြောပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာပေါ့နော်ကျွန်တော်တို့ဘဝမှာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်ဆောင်ရွက်ရမယ့်အချက်5ချက်ရှိပါဒီအချက်5ချက်ကတော့ကြည့်လိုက်ရင်တော့တိတိတုတ်တုတ်လေးပဲပေါ့နော်ဒါပေမဲ့ဒီအချက်5ချက်ကိုရဖို့အတွက်ဆရာတို့ဘယ်လောက်ထိယဉ်ကျေးမြုပ်နှံခဲ့ရလဲဆိုတော့ဒေါ်လာ1000လောက်ဆရာတို့ယဉ်ကျေးမြုပ်နှံခဲ့ရပါနော်ဘာလဲဆိုတော့ဆရာတို့နိုင်ငံခြားနော်တင်တန်းတွေဆရာတို့တက်ခဲ့ရတယ်အဲ့ဒီတည်းမှာဆရာတို့ပြန်ပြီးကောင်းလုပ်ထားတဲ့အရာလေးပါဆရာတို့ရဲ့ဘဝမှာတဲ့ပို့ပြီးတော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်ဘာလို့ရမလဲနံပါတ်1တဲ့ဇာတို့တွေကစာအုပ်တွေဖတ်ရမယ်ပေါ့တနည်းအားဖြင့်အခုကတော့ဒါခင်မီတိုးတက်လာရင်ဖြစ်တဲ့အတွက်စာအုပ်ယုံနေမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဒါတင်တန်းတွေတက်တာမျိုးတွေဇာတို့လောက်ရနော်နောက်နံပါတ်2ကတော့ဗာလဲဆိုရင်ဒီမှာစာအုပ်ဖတ်ရမယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ဆရာစာဖတ်နည်း3နည်းလေးဝေမျှချင်တယ်နည်းနည်းတော့ကင်မရာလေးဖွင့်ပေးပါလားအဲ့စာဖတ်နည်း3နည်းကအရန်ကောင်းနော်ကိုယ့်ရဲ့သားသမီးတွေမြင့်မြင့်တွေသူတွေရှိတယ်ဆိုရင်သူမတွေရှိတယ်ဆိုရင်မျှဝေပါနော်စာဖတ်နည်း3နည်းကဘယ်လိုမျိုးလဲဆိုတော့တဲ့နော်ကင်မရာလေးကိုဖွင့်လာပြီးတော့ဆရာတို့ပြောပါမယ်နော်မှတ်ထားပါနော်အရေးကြီးပါတယ်စာဖတ်နည်း3နည်းကတဲ့နံပါတ်1စာဖတ်နည်းကဘာလဲဆိုတော့ရိုးဖတ်တယ်ဆိုတာနော်ဒီလိုပဲပြီးစလွယ်လေးပဲပြီးစလွယ်လေးဖတ်တာကိုဆရာတို့ကဘာခေါ်လဲရိုးဖတ်တယ်လို့ပြောဒါနံပါတ်1ဒါတော့လူတိုင်းလောက်ကြဒီကတင်တန်းတို့တင်တန်းသားတွေလည်းပဲလှုပ်ဖူးခဲ့မယ်လို့ဆရာယုံကြည်ပါတယ်နော်အဲ့လိုပုံစံလေးရိုးလေးနဲ့ဖတ်တာကိုဆရာတို့လှုပ်ဖူးခဲ့မယ်လို့ဆရာယုံကြည်ပါဟုတ်ပြီဒီအဆင့်ကနေလို့ကျွန်တော်တို့နံပါတ်1အဆင့်ကိုတက်ရ level 2ကကျတော့ဘယ်လိုသွားလဲဆိုတော့ကိုဖတ်သွားတဲ့စာအုပ်ထဲကနေပြီးတော့အခုလိုမျိုးပေါ့ဗျာတင်တန်းတက်ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲနှုတ်ကလေးတွေထုတ်အောင်ကိုကြိုက်နေတဲ့အရာလေးနော်ကိုကြိုက်နေတဲ့အရာလေးတွေကိုဘဝအတွက်မှတ်သားစရာလေးတွေဆိုတော့ဘာလုပ်မလဲနှုတ်ထုတ်ရမယ်တဲ့ဒါကြောင့်မို့လဲဆရာတို့ရဲ့နော်စကားပုံလေးရှိရပါနှုတ်တရားစာတစ်လုံးဟုတ်ပြီနော်ဆရာတို့လည်းပဲအခုချိန်ထိနှုတ်တွေပြန်ပြီးတော့ကြည့်ရတယ်ပြန်ဖတ်ရတယ်ဆရာဆိုလို့ရှိရင်တင်တဲ့ဘာသာရက်ကအများများတယ်ပေါ့နော် business လည်းတင်တယ်နော်အကြအဲ့လိုမျိုး personal development လည်းတင်တယ် leadership လည်းတင်တယ် marketing လည်းတင်တယ်နော်နောက်ပြီးတော့ဆရာဒီဘက်ကမှဆိုလို့ရှိရင်ဆရာတို့ဒီဟိုပါပေါ့ HR တို့ finance တို့ဒါကြီးလည်းဆရာတင်ဒါပေမဲ့ဆရာတို့ကဘာလုပ်ရလဲဆိုတော့နော်ပြန်ပြီးတော့မှတ်သားထားရတာပေါ့တဘာသာရက်နဲ့တဘာသာရက်ကမတူဘူးအမြင်တွေလည်းမတူဘူးရှုထောင့်တွေလည်းမတူဟုတ်လားအဲ့တော့ဆရာတို့ကဘာလုပ်ရနှုတ်လေးတွေနဲ့မှတ်သားထားအဲ့တော့ဘာ HR တင်တော့မယ်ဆိုရင် HR စာအုပ်လေးခဏထုတ်ရအဲ့ဒါလေးကိုပြန်ကြည့်ရပြန်နွေးရဟုတ်ပြီနော် marketing တင်မယ်ဆို marketing ဟာလေးပြန်ကြည့်ရပြန်နွေးရဆရာတို့လည်းပဲဘာလို့လဲအမြဲတမ်းအုံနောက်ကမမှတ်နိုင်ဘူးဟုတ်တယ်နော်အဲ့တော့နှုတ်လေးတွေကိုပြန်ကြည့်ရโอเคဒါကြောင့်မို့ဆိုတော့နံပါတ်2ကဘာလို့မလဲနှုတ်ကလေးတွေမှတ်ရနော်နှုတ်ကလေးတွေမှတ်ရနံပါတ်3ကအရန်ရေးကြည့်တယ်အဲ့တော့အားလုံးကိုမေးကြည့်မယ် level 1နဲ့ level 2လောက်ခဲ့ဘူးလားလောက်ခဲ့ဘူးတဲ့လူရှိလို့ရှိရင်ဆိုတော့အသေးဆိုင်လေးပြပေးပါဦးည level 1လောက်လောက်ခဲ့ဘူးလေကိစ္စမရှိစာဖတ်ဘူးတယ်တင်တန်းတက်ဘူးအခုတော့ level 1တော့လောက်ဘူးပါနော်အခုတင်တန်းတက်နေဟုတ်နော်โอเคအသေးဆိုင်လေးလည်းဆိုတော့တွေ့ရโอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက် level 3ကအရန်ကောင်း level 3လုံးလို့ရှိရင်ဘာရလဲဆိုတော့အောင်မြင်ကြ level 3တက်နိုင်ရင်အောင်မြင်တယ်အဲ့ဒီဟာဘာလဲဆိုတော့ကျွန်တော်တို့စာအုပ်ပဲဖတ်တင်တန်းပဲတက်ပေါ့နော်ကိုရတဲ့ဟာလေးတွေကိုကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့လုပ်ငန်းခွင်မှာ apply လက်တွေ့အသုံးချဖို့လိုစာအုပ်တော့လုံးကိုကျွန်တော်တို့ဖတ်ဖို့မလိုဘူးတမျက်နှာလေးဖတ်လိုက်ပြီးတော့အဲ့ဒီတဲကတစ်ခုလေးပဲအသုံးချရင်ပဲတန်လာပြီအကျိုးရှိနေပြီတော်လုံးဖတ်ဖို့မလိုဘူးနော်ဆရာတို့ဆိုရင်တင်တန်းကာလ3လစာတင်တယ်အဲ့ဒီထဲမှာဆရာတို့တခါတည်းမှာလိုက်တယ် 100% ယူမသွားပါနဲ့မရနိုင်ပါဆိုလို့ဘယ်လောက်ပဲယူအားဆိုတော့20%ကိုယူသွားပါအဲ့ဒီ20%ကိုဆရာတို့လုပ်ငန်းခွင်မှာပြန်အသုံးချလို့ရှိရင်80%တော့ရလက်တွေရရှိလိမ့်မယ်ဆိုပြီးတော့ဆရာတို့အမြဲတမ်းပဲမှားတယ်အမြဲတမ်းပဲ conflict ဖြစ်တယ်နော်ဘာကြောင့်မို့ပြောလဲဆိုဘယ်အရာမှ 100% ဆိုတာမရှိဘူးဘယ်အရာမှဟုတ်တယ်နော် 100% ဆိုတာမရှိဘူးဒါပေမဲ့ဇတို့အခုတင်သွားတဲ့တဲကနေလို့20%လောက်လေးပဲနော်လက်တွေ့ဘဝမှာပြန်သုံးကြည့်80%တော့ရလက်တွေရလိမ့်မယ်ဆိုတာဇတို့အာမခံပါရေးကြီးအာမခံဒါကြောင့်မို့နံပါတ်3ချက်ကဘာလဲဆိုတော့
ကျွန်တော်တို့လက်တွေ့ apply ပေါ့နော်စာအုပ်ပဲဖတ်ဖတ်တင်တန်းတွေပဲတက်တက်တစ်မျက်နှာပဲဖတ်ဖတ်နှစ်မျက်နှာပဲဖတ်ဖတ်အဲ့ဒီထဲကနေလို့ကျွန်တော်တို့ဘာလုပ်ရမလဲလက်တွေ့ဘဝမှာပြန်ပြီးတော့အသုံးချဖို့လိုပါဒါကြောင့်မို့လို့ဆရာတို့နော်နောက်ဆုံးအနေနဲ့ဆရာနှီးကုန်းချုပ်ချင်တာတော့ဆရာ graduation မှာအများအားပြောတဲ့ speed လေးတစ်ခုနဲ့ဆရာနှုတ်ခွန်းဆက်ချင်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ပညာဆိုတာနော်အသုံးချမှအသုံးကျမှဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ graduation မှာဆိုရင်ဘွဲတွေရတယ်နော်PhD တွေပါရတယ်ဘလောက်ပဲ master တွေပဲပြီးဘလောက်ပဲ PhD တွေပဲပြီးအသုံးမချရင်အလကားသုံးမချရင်လည်းကားပဲဘွဲတစ်စိတ်တော့ရရင်ဒါပေမဲ့အသုံးမချရင်အဲ့ဒီပညာရတယ်အလကားဒါကြောင့်မို့ကျွန်တော်ပညာဆိုတာဘာလဲလို့မေးရင်ပညာဆိုတာအသုံးချဖို့ဖြစ်သွားအသုံးချမှအသုံးကျမှာအသုံးကျမှာပါဘုရားဆိုတော့ရေတန်မိုးရှိမှာဖြစ်သွားဟုတ်ပြီနော်ဒါကြောင့်မို့လို့ဆိုတော့အခုဒီနေ့မှာဆရာတို့တင်သွားတဲ့เนาะဆရာတို့မျှဝေသွားတဲ့အထက်ကနေပြီးတော့ 20% လောက်ကိုเนาะမိမိတို့ရဲ့လုပ်ငန်းခွင်မိမိတို့ရဲ့ဘဝမှာပြန်ပြီးတော့အသုံးချဖို့အနေနဲ့ဆရာဒီနေ့ကစပြီးတော့ဆရာမှာလိုက်ပါတယ်မနေ့ပြန်ရောက်ရင်တော့ဆရာတို့ဗာလေးတွေမျှဝေမလဲဆိုရင် management နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဆရာတို့မျှဝေသွားအောင်ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒါခေါင်းဆောင်တွေမှာလိုက်နိုင်ရမယ့်စီမီစီကန်းလေးတွေပေါ့เนาะစီမီစီကန်းလေးတွေအကြောင်းတွေကိုဆရာတို့မျှဝေပေးသွားမှာဖြစ်ပါတယ်နောက်နံပါတ်3ချက်ကတော့ဒါနော်ဒါဆိုအခမဲ့မှာတက်ရောက်တဲ့တင်နန်းသူတင်နန်းသားတွေအတွက်လုပ်ငန်းခွင်မှာအသုံးချလို့ရအောင်လို့ apply course ခုလည်းပဲဆရာဆွဲထားလိုက်ရှိပါတယ်နော်အဲကြောင့်မို့လို့ဆရာတို့ဒါတက်ရောက်ပြီးတော့နော်တင်ယူကြပါလေ့လာကြပါရတဲ့လောက်လေးယူသွားကြပါလို့ဆရာအနေနဲ့အားလုံးကိုပြောချင်ပါတယ်ဟုတ်ပြီလားဒီနေ့အတွက်တက်ရောက်ပေးကြတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်9 နာရီနည်းနည်းကြော်သွားတဲ့အတွက်နော်နည်းနည်းလေးတော့တောင်းပန်ပါတယ်နော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်မနက်ပြန်မှာပြန်ဆုံးပါမယ်အဲ့တော့အမတ်တရဓာတ်ပုံလေးရိုက်ချင်လို့ကင်မရာလေးတွေဖွင့်လို့ရလဲဖွင့်ပေးပါဖွင့်လို့မရလဲပဲရပါနော်ဒီမှာဓာတ်ပုံရိုက်ရင်တော့ဆရာအမြဲတမ်းပြောတယ်ဆရာတင်တန်းဆိုလို့ရှိရင်တော့အမြဲတမ်းပြုံးပြီးမှပြန်ရမယ်ပေါ့နော်အပြုံးလေးနဲ့ပြန်ရမယ်နော်အပြုံးလေးနဲ့ပြန်ရမယ်ကျွန်တော်တို့ကလုပ်ငန်းဝင်ဆရာနော်ရပါတယ်ဟုတ်ကဲ့ပါနော်လုပ်ငန်းဝင်ရောက်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုအရင်ဆုံးတင်ရမယ့်အကြောင်းအရာကပြုံးတတ်အောင်တင်ပါနော်နေစဉ်နဲ့အမျှပြုံးပါအခက်အခဲတွေရှိနေလည်းပြုံးပါနော်ဘယ်လိုပြုံးရမလဲအပြုံးကောင်းကကြတော့သူကတွားပေါ်ရနော်တွားပေါ်ပြီးမှပြုံးမှသူကပြုံးတယ်လို့ခေါ်တယ်တွားမပေါ်မပြုံးတော့ဆရာကကျမကတွားမပေါ်ဘူးပြုံးတာโอเคတင်ပေးမယ်ပေါ်အောင်လို့ကျွန်တော်အင်္ဂလိပ်အခေယာ C ဆိုတာရှိတယ်နော်C လို့က C 1 2 3 C လို့ပြောကြည့် C ပြုံးတယ်နော်ရီးစားနဲ့ရံဖြစ်လဲအဲ့လို C ကိုတတိယနော်customer နဲ့စကားများနေလဲ C ကိုတတိယပြုံးဖို့မမေ့နဲ့ဟုတ်လားမပြုံးနဲ့ဘူးကွာစိတ်ညစ်နေအင်္ဂလိပ်အခေယာ C ကိုတော့ပြောပြုံးသွားပြီနော်တခါလေကျွန်တော်မပြုံးချင်လဲပြုံးနေရတဲ့ဟာမျိုးတွေနော်ရှိမှာပါလုပ်ငန်းခွင့်အဲ့ဒီခါကျတော့ရှင်ကွာဗာလဲအင်္ဂလိပ်အခေယာ C ကိုပဲကောက်ရွက်လိုက်သူတို့ပြုံးသွားလိမ့်အဲ့ဒါ customer စိတ်ဆိုးနေရတော့မှသူကနော်စိတ်မဆိုးတော့အဲ့လိုမျိုးဖြစ်တယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်အပြုံးလေးနဲ့နှုတ်ဆက်မယ်ပေါ့နော်အဲ့တော့1 2 3ပြုံးထားပြီပေါ့နော်ဆိုတော့အမှတ်တရဓာတ်ပုံလေးရိုက်ပေးပါမယ် C โอเคနော်ခဏလေးနော်ဆိုတော့နောက်တစ်ဖက်ပြန်1 2 3 C โอเคဟုတ်နော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်ဘဝကိုလည်းပဲเนาะအခက်အခဲတွေဘယ်လောက်ပဲရှိရှိဆိုတော့ဒါအပြုံးလေးနဲ့ပဲเนาะကျွန်တော်တို့ရင်ဆိုင်ဖြတ်တန်းပါလို့စာအနေနဲ့အားလုံးကိုဒါ motivation ပေးချင်ပါတယ်เนาะနောက်တင်တန်းနေလဲဆိုတော့ပြန်ဆောင်ကြပါတယ်မနက်ဖြန်လည်းပဲတက်ရောက်ပေးကြပါဦးเนาะမနက်ဖြန်ကတော့တကယ် main ပေါ့เนาะ main လေးဆိုတော့ပြန်ပေးပါမယ်အားလုံး good night ပါ